နောက်ကောင်းစဉ်တစ်ခုသွားရအောင်နော်ကျွန်တော်တို့အားလုံးနှစ်သက်မှာတော့ကျွန်တော်တို့အဋိဋ္ဌာန်ချကြတယ်နှစ်ဟောင်းမရောက်ခင်ဆုံးတဲ့အခါကျကိုပြန်ကြည့်ရင်ကိုချမှတ်ထားတဲ့ရည်မှန်းချက်တွေတစ်ခါမှပြန်မလုပ်ဖြစ်ဘူးဟုတ်သလားအခုနှစ်သက်မှာကျွန်တော်တို့ဘုရားရှိခိုးမှာဆုတောင်းကြတယ်ကိုဖြစ်ချင်တဲ့ဥစ္စာကိုဂတိပြုကြတယ်ဒါပေမဲ့နှစ်ကုန်တဲ့အခါမှာကိုဂတိပြုထားတဲ့ဥစ္စာပဲကိုယ်တိုင်ချိုးဖောက်တယ်ဟုတ်သလားဟုတ်လားဘာဖြစ်လို့ဖြစ်နေကြလဲကျွန်တော်နေ့တိုင်းတွေ့ရတဲ့ပြဿနာကိုမဖြေရှင်းနိုင်ဘူးအဲ့ပြဿနာကိုဖြေရှင်းနိုင်တဲ့နည်းကိုရသွားရင်နောက်ဆုံးရက်ရောက်ရင် report တွေဂုဏ်ထူးထွက်မှာဒါဆိုရင်သခင်ခရစ်တော်ရဲ့ပြဿနာစီမံခန့်ခွဲခြင်းပေါ့ကဲကျွန်တော်တို့အားလုံးဆုတောင်းဘူးတယ်ဘာတွေဆုတောင်းလဲဒုက္ခမရောက်ပါစေနဲ့အခက်အခဲမဖြစ်ပါစေနဲ့ပြဿနာမဖြစ်ပါနဲ့တောင်းဘူးလားတောင်းဘူးတယ်ပြည့်တာပြည့်တဲ့ချိန်ပြည့်တယ်မပြည့်တဲ့ချိန်မပြည့်ဘူးဟုတ်လားပညာရှင်တွေပြောတဲ့စကားကိုနားထောင်ကြည့်အောင်ခင်ဗျားတို့ကပြည့်တဲ့ချိန်ပြည့်တယ်မပြည့်တဲ့ချိန်ပြည့်ပြောပေမဲ့ပညာရှင်တွေပြောတဲ့စကားဆုတောင်းတယ်ဒုက္ခမရောက်ပါစေနဲ့လူတိုင်းတောင်းတယ်ဘာသာတိုင်းတောင်းတယ်တကယ်တော့မပြည့်ဒီဒုက္ခပြီးရင်နောက်ဒုက္ခဆောက်နေတာကိုမမြင်ရဘူးနောက်ဆုံးထွက်တဲ့အထိဒုက္ခပြဿနာအခက်အခဲရှိအောင်တယ်တောင်းပေမဲ့မပြည့်တဲ့ဆုသခင်ခရစ်တော်လည်းတောင်းကြလို့တောင်းနေရမည်ပြောပေမဲ့လည်းဒီဒုက္ခပြီးရင်နောက်ဒုက္ခကလာဦးမလားမလာဘူးလားလာမယ်ဒါပေမဲ့ပညာရှင်တွေပြောတဲ့စကားကတော့ဒုက္ခမရောက်ပါစေနဲ့ဘလောက်တောင်းမပြည့်တဲ့ဆုပဲကဲပြောင်းပြန်စဉ်းစားအောင်ကျွန်တော်ဘဝမှာတစ်ခါမှမတောင်းဘူးဒုက္ခရောက်ပါစေအခက်ခဲဖြစ်ပါစေပြဿနာဖြစ်ပါစေတောင်းဘူးလားတခါလေရောင်လို့များတောင်းမိတာရှိတာပြည့်လားပြည့်လားဒုက္ခရောက်ပါစေလို့မတောင်းပေမဲ့ပြည့်လားပြည့်တယ်ဒါဆိုရင်သေချာတာသေတဲ့အထိဒုက္ခကရှိတာမရှိဘူးလားအဲ့ဒုက္ခကိုဘယ်လိုဖြေရှင်းတယ်လဲဆိုတာကိုဒီနေ့နောက်ဆုံးသင်ခန်းစာပဲကျမ်းစာဥဖွင့်ရအောင်ယောဟန်ခန်းကြီး6အငယ်9မှ15ဖတ်ကြည့်အောင်ဒီကျမ်းစာကိုအစအဆုံးဖတ်ကြည့်အောင်ပြီးမှတစ်ချက်ချင်းစီကိုကျွန်တော်တို့လေ့လာရအောင်ယောဟန်ခန်းကြီး6အငယ်9မှ15 1 2 3ယေရှု
သခင်ခွေးတော်လည်းပြဿနာရှိတယ်ဒါမဟုတ်ငါးလုံးနဲ့ငါးနှစ်ကောင်လူ9000ကျွေးရဲ့အကြံကျွင်းကောက်တယ်12တောင်းပို့သခင်ယေရှုကတရားပွဲပြီးသွားတဲ့အခါမှာဝိညာဉ်ခွန်အားရတယ်ကာယခွန်အားကျွေးခြင်းတယ်သခင်ယေရှုမှာလည်းပြဿနာရှိတယ်အခုကျွန်တော်ကျမ်းစာတင်ပြီးရင်အခုဒီနေ့အစာဆောင်တယ်ညနေ9နာရီမှစားရမှာဟုတ်လားညနေ9နာရီမှစားရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကျမ်းစာတင်ပြီးရင်ဝိညာဉ်ခွန်အားတော့ရရမယ်မရရင်တင်တဲ့ဆရာညံ့လို့မညံ့ရင်မင်းတို့ကအိတ်ငိုက်နေလို့အဲ့နှစ်ခုစုံရင်ဝိညာဉ်ခွန်အားရသခင်ခွင့်တော်တရားဟောတော့ဝိညာဉ်ခွန်အားတော့ရတယ်ကာယခွန်အားကျွေးခြင်းတယ်သခင်ယေရှုမှာလည်းပြဿနာရှိတယ်ဒီပြဿနာကိုဘယ်လိုစီမံတယ်လဲတော့တစ်ချက်ချင်းကြည့်ကြည့်အောင်ကျမ်းစာကိုဖွင့်ထားရအောင်နံပါတ်1ဒီလိုတမန်တော်12ပါးမှာခေါင်းဆောင်ရှိတယ်ပေတရုယာကုပ်ယောဟန်အရေးကြီးတဲ့အချိန်မှာသူတို့ကိုပဲခေါ်တယ်ဒါပေမဲ့မထင်မရှားဖိလိပ္ပုကိုမေးတယ်ခင်ဗျတော့ဒီပြိဿတ်ကိုအစာကျွေးမယ်တဲ့ဘယ်လောက်ကုန်မလဲမင်းတွက်စမ်းဖိလိပ္ပုကလည်းချက်ချင်းတွက်တယ်မုတ်တစ်ဖဲ့စီအဝမကျွေးဘူးနော်မုတ်တစ်ဖဲ့စီကျွန်တော်တင်တန်းနေမှာဆိုလို့ရှိရင်ဒီညနေတလုံးတစ်ဝဒီစားကြပါတင်တန်းမှုကပြောကျွန်တော်တို့ကချစ်ချစ်ခင်ခင်စီစီလုံးလုံးညီညီညွတ်ညွတ်နဲ့စားဖို့ပြောတယ်ထင်တာဘယ်ဟုတ်မလဲရွှေကောင်းပြောင်တစ်လုံးကိုတဝပဲနှလုံးသွားမနိုင်နဲ့ဝေပုံကြပါမုတ်တစ်ဖဲ့စီကျွေးရင်တော့ပတ်စံဘယ်လောက်လို့လဲ200ဒါဆိုရင်သခင်ယေရှုပြဿနာစီမံခန့်ခွဲခြင်းမှာနံပါတ်1ဖိလိပ္ပုကိုခိုင်းတယ်ဘာကြောင့်ခိုင်းတာလဲတွက်ချက်တက်လို့ပေတရုကိုသွားမေးယောဟန်ကိုသွားမေးယာကုပ်ကိုသွားမတွက်ချက်တက်ဘူးတော့ကောင်းတဲ့ leader ဆရာတွေဟာတဲ့ကိုတပည့်တွေရဲ့အရေးချင်းကိုသိပြီးခိုင်းတတ်ရအခုဆရာတွေကမဟုတ်ဘူးဘကိုးစားကိုနဲ့အစဉ်ပြေတဲ့သူပဲခိုင်းတယ်ခိုင်းတဲ့သူကကိုခိုင်းတာမတတ်ဘူးဆိုရင်တပည့်ရဲ့အညာခံရတယ်တော့ဆရာလုပ်တဲ့သူတွေဥဆောင်တဲ့သူတွေကိုတပည့်တွေရဲ့အရေးချင်းဘာရှိတယ်လဲဆိုတာသိထားပြီးတော့ခိုင်းတတ်ရမယ်ကဲဖိလိပ္ပုမှာဘာအရေးချင်းရှိတယ်တရင်တရားကြားလို့တဲ့တီကြပတ်ချက်တယ်ခင်ဗျားတို့နေ့စဉ်တွေ့မဲ့ပြဿနာတွေပထမအဆုံးလုပ်ရမှာစရေးစရာနဲ့တိတိကျကျလုပ်ပါကဲဒီမှာရှိတဲ့အသင်းသားတွေမေးကြည့်အောင်ဝင်တဲ့ဝင်ငွေရှိတယ်တောင်ငူမှာအလုပ်တစ်ခုလုပ်တယ်ထွက်တဲ့ဝင်ငွေရှိတယ်ကိုစရေးစရာလုပ်ဖို့တလားဝင်တဲ့ဝင်ငွေထွက်တဲ့ဝင်စရေးစရာလုပ်ဖို့တလားပြိဿကိုကျွန်တော်မေးလုပ်ဖို့တဲ့သူလည်းရှိတယ်မလုပ်ဖို့တဲ့သူလည်းရှိတာရှိတယ်ကျွန်တော်တိုင်းသားတွေကတူတယ်ဒီနေ့ဝတ်သားတပိတ်တာအကုန်စားမနေ့ဖန်ရေးတောက်ပိုင်းမောက်စရင်စရာမလုပ်ရင်ပြဿနာအားလုံးရဲ့ဇင်းမြစ်ကဝေကြီးပဲအခုကျွန်တော်သာသနာစီဝေးတွေမှာအကြာဆုံးနေရာကပတ်စံဆွေးနွေးတာဘတ်ဂျက်ဆွေးနွေးတာဒါကြောင့်ကျွန်တော်တို့အားလုံးပေါ့ဘဝမှာအပေါ်ကိုရောက်ချင်ပတ်စံကိုစီမံခန့်ခွဲနိုင်ရဝင်တဲ့ဝင်နဲ့ထွက်တဲ့ဝင်မလောက်ဘူးရင်ဒီနေ့ကစပြီးစားလို့ရအောင်ဝင်တဲ့ဝင်နဲ့ထွက်တဲ့ဝင်မလောက်ရင်ဘာဖြစ်မလဲစရင်ဖြောက်အင်းဖြောက်စရင်မရှိအင်းမရှိစရင်လိမ်အင်းလိမ်စရင်မမှန်အင်းမမှန်ဖြစ်ပြီးစီဝေးတစ်ခုမှာကျွန်တော်သွားတယ်နာကိဖြစ်တော့အရေးပေါ်စီဝေးလူ10ယောက်လောက်ပဲစုံတယ်တချို့အဖွဲ့ဝင်တွေကခီးထွက်တယ်အရေးပေါ်10ယောက်ပဲကျွန်တော်စီဝေးပြီးတော့အကျွေးမွေးလုပ်တယ်ဘာကျွေးလဲကြက်စီအမေအခုကြက်စီတမင်ဘာဖြစ်လို့ကျွေးတာလဲသူကကျမ်းမာရေးနဲ့ညီညွတ်တယ်ဝတ်သားကြီးအစီစိတ်တွေကျွေးပြီးတော့စားပြီးတော့ဒိုင်းမင်းနဲ့ကောင်းကင်ဘုံပြန်ကြွားသွားတယ်များလာတယ်ကွာတာဝန်ခံကြက်စီတမင်ကျွေးတယ်ကျွန်တော်လည်းစားကြည့်တော့ကောင်းတယ်ကွာမင်းဘယ်မှာဝယ်လာလဲကုန်းထက်
ကျွန်တော်တို့ကိုလမ်းစိတ်လည်းပေးတယ်စားဖို့လည်းပေးတယ်စီဝေးသွားတတ်တော့တမနဲ့ကုံတော့မနဲ့9နာရီ12နာရီစားလို့ကောင်းတယ်ဘယ်မှာဝယ်တယ်ကုန်းထက်ရန်ကုန်မှာကုန်းထက်ကြက်စီထမင်းပြန်ငါနီးမှာကျွန်တော်ကတာဝန်ခံကိုပေးတယ်ငါတို့စားတဲ့ကြက်စီထမင်းဘယ်လောက်ကုန်လဲတာဝန်ခံပြောတဲ့စကားကကျွန်တော်နဲ့ကြားတဲ့သူအားလုံးဒုက္ခရောက်စီပတ်စံမြန်မာငွေ3 သိန်းကုန်ကျွန်တော်ကရန်ကုန်သားကြက်စီထမင်းကျွန်တော်စားဘူးတယ်တပွဲ3000အဲ့ခေတ်တော့လောကျော်9000ပေါ့9000ဆိုလို့ရှိရင်10ယောက်ဆိုရင်9000တချို့ဆရာကြီးကအစားကြီးတယ်နှစ်ပွဲကုန်တွေ့ဘူးလားတသိန်းပေါ့ဘာဖြစ်လို့3 သိန်းကုန်တာလဲဆရာတို့စားရဲ့ကြက်စီထမင်းကကြက်ကရိုးရိုးကြက်မဟုတ်ဘူးတိုက်ကြက်ကျွန်တော်ရက်ကွက်မှာတောင်ကူမှာမြို့တင်မှာမြန်မာပြည်မှာတိုက်ကြက်တွေအများကြီးပဲဟုတ်သလားစရင်လိန်အင်းလိန်စရင်မရှိအင်းမရှိစရင်မမှန်အင်းမမှန်လှုပ်ရင်တိုက်ကြက်ဘဝရောက်အခုတော့ဘုရားကျောင်းထဲမှာတိုက်ကြက်တွေများရှိသလားမပြောတတ်ဘူးကျွန်ဘယ်သူမှမယုံရဘူးအခုခေတ်ကဘုရားလူကြီးကဘုရားတက်ကြီးနေတာမွေကိုရတင်ရထိုက်တာလေလိန်နေညာတယ်တခြားနယ်ပယ်မှာတော့မဟုတ်တော့ဘူးအခုကဘာသာရေးမှာတော့မှလိန်ညာတဲ့ဥစ္စာကြီးအများကြီးပေါ်လာအဲ့ဒါဖျားဘုံမထင်ရှားဘူးစာတန်ဘုံထင်ရှားတယ်တော့ခမများတို့အားလုံးလက်ပြတတ်အောင်နေပါရတင်ရထိုက်တာမဟုတ်ဘဲနဲ့တိုက်ကြက်မလုပ်ပါနဲ့တိုက်ကြက်လုပ်ရင်ပြဿနာရဲ့အထက်ကကောင်းကြီးမင်္ဂလာဘယ်တော့မှမရဘူးကဲဒုတိယအန်ဒရီပတ်စံနေရလူတွေဆိုတာတမန်တော်12ပါးသိပြိဿကသိလားမသိဘူးသူတို့လှုပ်ပေးမှာအဲ့ချိန်မှာတမန်တော်တစ်ပါးထက်လှုပ်လို့ဘာလို့လဲအန်ဒရီကတင်းဦးဆရာနှလုံးသားအပြည့်ရှိပတ်စံလိုပြီးဆိုရင်ခင်ဗျားတို့တင်းဦးဆရာကြီးကကျွန်တော်တို့တင်းဦးဆရာကြီးကပလင်ပေါ်မှာအလူငွေကောက်ပြီးထဲ့ချင်သည်ဖြစ်စေမထဲ့ချင်သည်ဖြစ်စေထဲ့ရတာရှိဘူးလားအာမနာနဲ့ဆရာကိုအာမနာနဲ့ခင်ဗျားတို့ကမရှိဘူးတဲ့ပုံစံနဲ့မကြည့်နဲ့ခဏခဏရှိဘူးတဲ့တောင်းတာကလေကွာခဏခဏပဲကျွန်တော်ဖခင်เจ้าအလုံးမှာစောက်တော့ခေါင်းလောင်းဆရာလူများမမြင်ရဘူးလူငယ်လေးတယောက်ကဆရာခေါင်းလောင်းဆရာမှာအစ်စ်ပြောင်းလိုက်ဖခင်เจ้าအစ်စ်အနုမောဒနာမစခင်ဘာဖြစ်လို့လဲခေါင်းလောင်းဆရာလူများလည်းမမြင်ရဘူးခေါင်းလောင်းလည်းထိုးနေတာပဲအတန်ထွက်တာပဲဆရာအတန်ထွက်တာပြောတာတဲ့ဆရာခေါင်းလောင်းဖခင်เจ้าကအတန်ပြောင်းနေလို့ဟာဘာဖြစ်လို့လဲခေါင်းလောင်းကဒင်းတောင်းမဟုတ်ဘူးအတင်းတောင်းသင်ဦးဆရာရဲ့ပလင်ပေါ်မှာဖះရောက်ပြီးအောင်အတင်းတောင်းတော့ခေါင်းလောင်းတော့အတင်းတောင်းဖြစ်တယ်အဲ့လဲကိုင်းတာခင်ဗျားတို့ဘဝမှာသင်ဦးဆရာကြီးအလူခံတဲ့အခါမှာခင်ဗျားတို့မထည့်ချင်ပဲနဲ့ထည့်ရတာရှိတယ်ခဏပဲအန်ဒရီကကျွန်တော်ကျမ်းစာဖတ်ရင်လေကျမ်းစာရဲ့ဇက်ကောင်တွေရဲ့အထဲကိုဝင်ခံစားပြီးဖတ်ရင်အရသာတစ်မျိုးထွက်တယ်ကျမ်းစာကတက်ကိုကတက်မဖတ်ပါနဲ့ဒီနေ့အစားကျမ်းစာဖတ်တဲ့ဒီပေါ့ကိုကပြိတ္တထဲမှာကိုလည်းပါနေတယ်ဆိုတဲ့ခံစားချက်နဲ့ဖတ်အောင်ကဲအန်ဒရီကကျမ်းစာထဲမှာတော့မရေးထားဘူးအလူငွေကောက်သူထင်တာကလူကြီးအိတ်ထဲကပတ်စံတယောက်တစ်ချက်ပဲရအောင်ဒင်နာကြီးအပြားလူ9000အလွယ်တကူရမယ်လူကြီးအိတ်ထဲကပတ်စံတကယ်တော့ရလားမရဘူးခလေးလေးလက်ထဲကမုံနဲ့ကောကျွန်တော်တင်းဦးဆရာကြီးပတ်ချံချမ်းသာတဲ့လူရှိမှအလူခံအများကြီးရမယ်လို့ထင်တာမဟုတ်ဘူးမုတ်ဆိုးမကပူပေးတယ်ပတ်ချံချမ်းသာတယ်မဆိုင်အလူခံတာနှလုံးသားနဲ့ပဲဆိုင်အဲ့လိုမျိုးကွဲတာပဲလူကြီးအိတ်ထဲကပတ်ချံရဖို့ပြောလင့်ပြီးတော့အလူခံတယ်မရဘူးပြိတ္တထဲကခလေးလေးနဲ့ကမုံနဲ့ကောဒီအချိန်မှာစဉ်းစားကြည့်အောင်တရားပွဲပြီးတာမပြီးဘူးလားပြီးပြီ
ဒီကလေးကဘိုက်စာလားမစားဘူးလားစာနေပြီရအောင်တောင်းတာကဲကလေးတွေမှာသူကြိုက်တဲ့အယုတ်သူကြိုက်တဲ့မို့အလွယ်တကူတောင်းလို့ရတယ်မရဘူးငိုတယ်မငိုအောင်လိုလိုလားလားပြီးအောင်အန်ဒရီကလေးကိုဘာပြောရတယ်တော့မသိကျန်တဲ့တော့မရေးထားဘူးနော်နားလေအောင်ပြောရတာလူကြီးဆိုတော်သေးတာပေါ့ကျွန်တော်မှသားတစ်ယောက်ရှိတယ်အဲ့သားဘန်ကောက်မှာအခုသူငငယ်တော့ကရွာမမှာကျွန်တော်ကအင်းစိတ်မှာနေရွာမမူတူတက်ဆရာကြီးဦးမျိုးမော်ရဲ့အမကျောင်းအုပ်လို့ကျွန်တော်ကတွန်လေးချမ်းသာကျောင်းကနေစာသင်တယ်တနင်္လာအင်္ဂါဗုဒ္ဓဟူကြာလာပြီးတောက်ကြသူခလေးကိုကြိုသွားကြိုတော့ကျောင်းအုပ်ဆရာမကြီးကကျွန်တော်ပြောတယ်ဆရာတဲ့ဆရာသားကိုအချိန်ပေးပြီးဂရုစိုက်ပါဘာဖြစ်လို့လဲကျောင်းမှာပြဿနာတက်ဟာကျွန်တော်ခေါင်းကြီးသွားကျန်းအတန်းသားအချင်းချင်းပေါ့သူကတင်းဦးဆရာသားဆိုတော့ထိုးတာကြိတ်တာလှုပ်တာလားမဟုတ်ဘူးကျောင်းအုပ်ကြီးကျမနဲ့ပြဿနာဖြစ်တာကျွန်တော်အမှုကြီးပြီဆရာမကြီးနဲ့ဘယ်လိုဖြစ်တာလဲရွာမမူကြွားမနဲ့ပိုင်းစားတင်တယ်ပြီးတော့အိတ်ခိုင်းတယ်ပြီးတော့အိမ်ကပါလာတဲ့မုတ်ထုတ်စားဖိုးကွာပါလေအဲ့နေရာသူချောင်းဆိုးလို့ကျွန်တော်လည်းမမတ်ရ try ကိုတရားလုံးပါတယ်ဆရာမဘယ်နှလုံးလဲတစ်လုံးပဲဆရာမအမားတစ်ခုလို့တရားလုံးယူပြီးတော့အတန်းမှာလူ100လောက်ရှိတဲ့မူကြူပြီးပါဆရာမတွေက15ယောက်လောက်ရှိဖိုးခွာတဲ့ဆရာမကိုချစ်ရင်တရားလုံးကျွေးမချစ်ရင်တော့မကျွေးနဲ့ခလေးကဆရာမကိုချစ်တဲ့အမျိုးတစ်ဖက်မှာလည်းသူ့မုတ်မကုံချင်တဲ့အမျိုးအဲ့နှစ်ခုလုံးစုံတော့သားစကားတစ်ခုပြောတော့ဆရာမနဲ့အားလုံးဒုက္ခရောက်တယ်သားဘာပြောလဲဆိုဆရာမဖိုးခွားကျွေးတဲ့တရားလုံးကိုအခွန်မခွာပဲစားရင်ဖိုးခွားကျွေးတယ်သူပေးတော့ပေးတယ်ဆရာမစားလို့မရကျွန်တော်သားမှာပဲအဲ့အရေးချင်းရှိရမှာခလေးတိုင်းဟာအဲ့အရေးချင်းရှိတယ်ဒါကိုရအောင်တောင်းတာဘသူရဲ့ skill လဲအန်ဒရီကဲအန်ဒရီယာသူ့ရဲ့အရေးချင်းဟာတိုက်တွန်းတဲ့နှိုးဆော်တဲ့စီယုံနဲ့စီယုံနဲ့သခင်ယေရှုရဲ့မုတ်ငါးလုံးငါးနှစ်ကောင်နံပါတ်လက္ခဏာပါဝင်ပြီးတရုပ်ဆောင်တဲ့နံပါတ်1ပြဿနာရဲ့အထက်ကကောင်းကြီးမင်္ဂလာကိုကျွန်တော်တို့ဘဝမှာလိုချင်ရင်နံပါတ်1စရင်စရာလုပ်ပါစရင်ဖြောက်အင်းဖြောက်စရင်မရှိအင်းမရှိနဲ့တိုက်ကြက်အုပ်စုမလုပ်ပါနဲ့နံပါတ်2ဘေးထိုင်ဘူးပြောပြီးတော့အသက်မရှင်ပါကွာရဆိုတာလည်းအသက်မတည့်ဘူးတခါမှကွာရမဆိုးသူကလူများလုပ်သမျှအရာအားလုံးကိုအကောင်းမမြင်တဲ့အသင်းသားတွေအသင်းတော်လူကြီးတွေအသင်းတော်အမျိုးသမီးတချို့ရှိတယ်အဲ့ခေတ်ကုန်သွားပြီလိုအပ်တဲ့သူနဲ့လိုချင်တဲ့သူဆက်သွယ်ပေးရဖြစ်ရသင်းဦးဆရာမလုံနိုင်တဲ့ area တွေမှာအသင်းသားတွေဒီအသင်းတော်ကအန်ဒရီအများကြီးတိုးတက်ပြီအလူခံတယ်ဆိုတာသင်းဦးဆရာအလုပ်ပဲလို့မတတ်မှတ်နဲ့ကို့ဘေးနားမှာလှူချင်တဲ့စိတ်ရှိတဲ့သူတွေလိုအပ်တဲ့အသင်းတော်နဲ့ဆက်သွယ်ပေးရအောင်ဒါပေမဲ့ဆက်သွယ်မဲ့ခင်ဗျားတို့ကတိုက်ကြက်မလုပ်ရဘူးဒါဒုတိယကဲတတိယသွားအောင်တမန်တော်တက်နေပါစိတ်ကူးထဲမှာပြေးပြေးကြည့်တာခလေးလေးနဲ့ထဲကမုတ်နဲ့ငါးကိုရပြီအန်တွေကဘသူ့ကိုသွားပေးလဲသခင်ခရစ်တော်သွားပေးတယ်သခင်ခရစ်တော်ကကျေးဇူးတော်ချီးမှာကျွန်တော်ငယ်တော့ပိတ်ကားနဲ့လေခရစ်တော်တတ်တော်ချင်းကြည့်ရတယ်သခင်ခရစ်တော်သွားပေးသခင်ခရစ်တော်ကျေးဇူးတော်ချီးမှာတာမုတ်တွေအများကြီးငါးတွေအများကြီးထွက်လာသူ့လက်ကထွက်လာအဲ့ချိန်မှာတမန်တော်2ပါးပဲအလုပ်လုပ်တယ်ကျန်တဲ့10ပါးအဲ့တော့ကျန်တဲ့10ပါးငါမခိုင်းတော့ဘူးသခင်ယေရှုမပြောဘူးသခင်ယေရှုက10ယောက်လုံးလုံးကိုမင်းတို့မုတ်တွေငါးတွေပြိတ္တကိုဝေပေးပါတမန်တော်12ပါးလုံးလုံးအလုပ်လုပ်ပါသခင်ယေရှုရဲ့မက်သက်က
တူကောင်းတယောက်ကောင်းမဟုတ်ကျွန်တော်မြန်မာပြည်မှာကတော့ရာသက်ပံဥက္ကဋ္ဌရာသက်ပံအတွင်းသေမအာဏာလွတ်တယ်အဲ့လိုမျိုးမဟုတ်အတူတူလက်တွဲပြီးတော့အလုပ်လုပ်ပါဆက်နေပါလုံးလုံးအလုပ်လုပ်ရတဲ့ definition อ่ะအတူတကွလက်တွဲလုပ်ဆောင်အဲ့ဒါရေရှည်အောင်မြင်မှုရဲ့တော့ချက်ရေရှည်အောင်လူတယောက်ကတူကောင်းတယောက်ကောင်းလုပ်လို့ကျွန်တော်သာသနာမှာရှိတယ်တူကောင်းတယောက်ကောင်းလုပ်လို့သူသေလို့ရှိရင်ကျွန်တော်တို့ဂုဏ်ပြုတယ်ဒီဆရာကြီးကတော့တစ်ခေတ်မှာတယောက်ပဲသူ့လိုမပေါ်တော့ဘူးဆိုရင်အဲ့ဒါမှားနေပြီသူမသေးခင်သူ့ရဲ့သားတစ်ပည့်ကိုသာသနာကိုအပ်ထားခဲ့အောင်ရာသက်ပံလုပ်တဲ့အတွက်သူမအပ်ဘူးမအပ်တဲ့အတွက်ဒီဆရာကြီးသေအသင်းတော်ပြုတ်ချပြင်းအောင်ဖြစ်တယ်ဒီနေ့သာသနာမှာတွေ့နေရကျွန်တော်သာသနာမှာလည်းရှိတယ်အသက်လည်းကြီးနေပြီမလုပ်လည်းမလုပ်နိုင်ဘူးထိုင်ကုန်ကလည်းမစင်ပြီးဘူးထိုင်ကုန်ကိုမှတ်တဲ့သူတွေကနိုင်ငံရေးခေါင်းဆောင်တွေပဲမဟုတ်ဘူးသာသနာခေါင်းဆောင်တွေဖြစ်တယ်ဒီထိုင်ကုန်ကနေဟိုထိုင်ကုန်ကူးတယ်ဖယားကမကြိုက်အတူတူလက်တွဲလှုပ်ဆောင်နိုင်အောင်လမ်းဖွင့်ပေးရတယ်အတူတူလက်တွဲလှုပ်ဆောင်ခြင်းဟာရေရှည်အောင်မြင်မှုတချို့စီးဝေးမှာပြောစံကြတယ်ငါတို့နဲ့မတူရင်ရန်သူပဲဖယားကမတူအောင်ဖန်ဆင်းထားတာမတူအောင်ဖန်ဆင်းထားတဲ့ဖယားနဲ့သူနဲ့လည်းရန်သူဖြစ်တာပဲတေးသေးမမမတူတာကိုပုံကြီးမချဲ့နဲ့ဥပမာခင်ဗျားတို့ဖယားเจ้าတွေကိုလာတယ်ဖက်နဲ့ဝတ်လာတယ်ဘယ်နဲ့ညာတူလားမတူဘူးအတူတူသွားရတယ်မင်းဘယ်ကချွတ်ထားတာမဟုတ်ဘူးကြီးကြီးမားမားမတူရင်တော့ကိုယ့်ရဲ့ယုံကြည်ချက်ကိုဖော်ထုတ်ပါအတ္တမမှုကိုရည်ရွယ်ချက်ရှိလှုပ်ဆောင်နေတဲ့သူတွေနဲ့တော့မတူရဘူးအခုပြိုင်ပွဲပြီးလို့ရှိရင်အတ္တမနဲ့ဓမ္မပြိုင်ပွဲမှာဘယ်သူနိုင်မလဲကဘာတီတွေ့ဓမ္မပဲနိုင်ဓမ္မနိုင်ရင်သူတို့မျက်နှာငယ်လေးနဲ့ငါတို့ခွင့်လို့နော်ငါတို့မြစ်တာပြတော့မင်းတို့ကျမ်းစာမှာရန်သူကိုချစ်ပါပြောတယ်မဟုတ်လားလေပြေထိုးတော့မယ်အဲ့ဒါကျွန်တော်မေးခွန်းတစ်ခုအမေးခံရဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆရာလူတယောက်ကိုမိသားစုစုကိုနိုင်ငံတစ်ခုကိုရည်ရွယ်ချက်ချစ်လှုပ်ဆောင်နေတဲ့သူတွေအားလုံးဟာရန်သူမဟုတ်ဘူးစာရမဏေရန်သူနဲ့စာရမဏေမတူဘူးရန်သူဆိုတာဟိုဘက်ကလည်းလက်နဲ့ကင်ဒီဘက်ကလည်းလက်နဲ့ပြစ်တာအဲ့ဒါရန်သူစာရမဏေကဘာလဲဟိုဘက်မှာဘာတစ်ခုမှလက်နဲ့အဲ့တချောင်းတော့မရှိပဲနဲ့ရည်ရွယ်ချက်ရှိလုပ်တဲ့သူတွေကစာရမဏေစာရမဏေနဲ့သူတို့ရှုံးသွားရင်အတ္တမရှုံးသွားရင်ကျွန်တော်တို့အားလုံးခွင့်လို့ရမယ်သီးခံရမယ်ချစ်ချင်းမေတ္တာထားရမှာလုံးဝမဟုတ်ဘူးဒါကိုကျွန်တော်နည်းနည်းပြောချင်တယ်ရည်ရွယ်ချက်ရှိမကောင်းတာဖြစ်အောင်လုပ်တဲ့သူတွေအားလုံးဟာစာရမဏေကိုသခင်ယေရှုကဘယ်လိုပြောလဲငါးတောက်သူဆုပ်တော့အပေးယူမလို့ဒါကြောင့်ကျွန်တော်တို့အားလုံးပေါ့အတ္တမနဲ့တပားနဲ့မတူတာတော့အကြောက်တရားအောက်မှာကျွန်တော်တို့ကလက်ခံလိုက်တာမျိုးဘဝမှာမလုပ်ပါဘူးစိုက်တဲ့အတိုင်းရေးရဒါကြောင့်ကျွန်တော်ဗာပြောချင်လဲဆိုတော့ကျွန်တော်တို့အားလုံးအတူတူလက်တွဲရအောင်ရေရှည်အောင်မြင်မှုရဲ့တော့ချက်တိတိမမမတူတာကိုပုံကြီးမချက်နဲ့အကြီးကြီးမတူရင်တော့ကိုယ့်ရဲ့သဘောထားတော့ထုတ်ပြန်ရတယ်အတ္တမမှုနဲ့ကျွန်တော်တို့ကြောက်တရားအောက်မှာလိုက်ပြောတာမျိုးဘယ်တော့မှမလုပ်ပါဘူးကဲဒါသူဆက်သွားကြည့်အောင်အတူတူလက်တွဲလှုပ်ဆောင်ရင်တဲ့ရေရှည်အောင်မြင်မှုရဲ့တော့ချက်ကျွန်တော်မြန်မာပြည်ကတော့ဟီးရိုးတွေပဲတူကောင်းတယောက်ကောင်းပဲအသက်ရှင်ကြတယ်အုပ်စုဖွဲ့ပြီးအသက်ရှင်ကြတယ်ကောင်းတဲ့ဘက်မှာမဟုတ်ဘူးမကောင်းတဲ့ဘက်မှာအဲ့ဒါကြောင့်မလို့တရားဓမ္မအခုတိုက်ခိုက်ခြင်းခံရတယ်ကဲကျွန်တော်ငယ်ကပုံမြင်တယ်ခလေးဘဝမှာကျွန်တော်တို့ကပုံမြင်နဲ့ကြီးတာအဖွားရုံနဲ့လိတ်အပြေးပြိုင်ဘယ်သူနိုင်လဲလိတ်နိုင်တယ်ရုံနဲ့လိတ်အပြေးပြိုင်တယ်ကျွန်တော်မြန်မာပြည်ရဲ့ traditional ပုံမြင်ကြားဘူးလားဘယ်သူနိုင်လဲလိတ်နိုင်အဖွားကျွန်တော်ပုံမြင်ပြောပြီးသင်ခန်းစာတစ်ခုပဲငါညီတဲ့ဘဝမှာတဲ့ဖြည်းဖြည်းနဲ့မှန်မှန်ဇွဲမလျှော့ပဲနဲ့
ခရီးဆက်ရင်တဲ့မင်းဟာအောင်ပွဲဆင်ရမင်းကရှုရမင်းဟာတဲ့စာတင်နှေးတယ်ကျွန်တော်ကစတိတ်ကြောင်သားဘဝမှာတခါမှရှုမရဘူး1 to 10နဲ့တခါမှမဝင်အလဲကလူစကားဝဲဤပဲကျွန်တော်စူးစမ်းပြင်မဲ့ကျွန်တော်တငယ်ချင်းတွေကညံကောင်းတဲ့အတွက်ရှုရမင်းဟာနှေးတယ်စာတင်တာနှေးတယ်ဒါကြောင့်မင်းကစိတ်မပူနဲ့ဇွဲနဲ့ကြိုးစားပါဒီပုံမျိုးအဖွာကျွန်တော်ပြောမင်းကယုံမဟုတ်ယုံကအဲ့တဲ့အတွက်လက်တီပန်းနိုင်တယ်ကဲဒီပုံမျိုးကျွန်တော်ဆက်ပြောကြည့်အောင်ယုံတွေကမကျင်တတ်ငါတို့အိတ်ငိုက်တဲ့သူရွေးမိတာနဲ့ငါတို့ကိုဘုရားသခင်ပေးတဲ့အညံခန္ဓာကိုယ်ရှိရဲ့အပြင်းမြန်နေတာနဲ့ငါတို့ရှုံးတယ်ဒီတခါအိတ်ငိုက်တဲ့သူမရွေးချင်အခုကျမ်းစာတင်အိတ်ငိုက်နေတဲ့သူတွေရွေးရှုံးပြီးနိုးနိုးကြကြဖြက်ဖြက်လက်လက်ရှိတဲ့ယုံသူတို့ရွေးလိုက်တယ်ဒုတိယပြန်ပွဲယုံတွေကိုပြန်စိတ်ခေါ်တယ်ယုံတွေကအလက်တွေကိုပြန်စိတ်ခေါ်တယ်ဒုတိယပြန်ပွဲမှာယုံကမအိတ်တော့ဘူးဆိုဘယ်သူနိုင်မလဲယုံပြန်နိုင်တယ်အဲ့ချိန်မှာလက်တွေကအကြီးကျယ် short ဖြစ်တယ်ငါတို့အိယာဝင်ပုံပြီးနိုင်ထားတာအခုပြန်တော့မနိုင်တော့ဘူးသူတို့လည်းမအိတ်တော့ဘူးမြန်မာဘောလုံးလက်ရွေးစင်ဘောလုံးအသင်းနဲ့တိတ်တူတာဘာပြောက်လဲသူကျွန်တော်တငယ်ချင်းတယောက်ကတ်တွန်းဆွဲသူကဗုဒ္ဓဘာသာမင်းတို့ခရစ်ယာန်အပြိုတွေကိုတဲ့ information ပေးပါဘာပေးရမလဲအပြိုတွေတဲ့မြမလက်ရွေးရှင်ဘောလုံးသမားကိုအိမ်အောင်ပြုပါဘာဖြစ်လို့လဲသူတို့ကတခါမှအနိုင်မယူတတ်ဘူးကန်တိုင်းရှုံးတယ်အိမ်အောင်ကြီးตายရမှာတဲ့သူတို့ကအနိုင်မယူတတ်ဘူးသွားကန်တိုင်းရှုံးတယ်ဟုတ်လားဟိုးတော့မဟာဒူးတို့ခေတ်တော့ကတော့ကျွန်တော်တို့ငယ်နိုင်တယ်ထိုင်းဆိုတာငယ်နိုင်တယ်ပြိုင်လည်းမဟုတ်ဘူးရုရှားနဲ့ပြိုင်ခဲ့တာအစ္စရေးနဲ့ပြိုင်ခဲ့တာဥရောပနဲ့ပြိုင်ခဲ့တာအခုတော့ကန်တိုင်းရှုံးတယ်ဒါကြောင့်မို့အပြိုတွေပေါ့ဒီအသင်းတော်အပြိုတွေမြမလက်ရွေးစင်ဘောလုံးသမားတွေကိုရွေးပါဟာဘာဖြစ်လို့လဲဆိုတော့သူတို့ကတခါမှအနိုင်မယူတတ်ဘူးအနိုင်မယူတတ်ဘူးဒါကြောင့်မို့ကျွန်တော်တို့အားလုံးပေါ့အတူတကွလက်တွဲလှုပ်ဆောင်တဲ့အခါမှာယုံကပြန်နိုင်တဲ့အခါမှာလက်တွေက short ဖြစ်ငါတို့အဲ့ရဝင်ပုံမြင်နိုင်ထားတာသူတို့လည်းဘာဖြစ်လဲမအိတ်တော့ဘူးဘယ်လိုလုပ်မလဲစီဝေးခေါ်လက်တွေထဲမှာညံကောင်းတဲ့ကောင်ညံကောင်းတဲ့လက်ရမပူနဲ့နိုင်တဲ့နည်းရှိတယ်ဘယ်လိုလဲပြိုင်ပွဲဆိုတာစထွက်တာနဲ့ပန်းတိုင်ကြားထဲမှာတဲ့ရေအိုင်တအိုင်ခံထားလိုက်ယုံတွေကပြေးတာမြေပြင်မှာငါတို့သိအောင်ပြေးလည်းမနိုင်ညံသုံးရမယ်ယုံတွေရေမကူးတတ်ဘူးပြိုင်ပွဲဆိုတာအခက်အခဲအတားအဆီးတွေကြော်ဖြတ်ရတယ်အဲ့ဒါမှပြိုင်ပွဲရဲ့အနှစ်သာရကောင်းတယ်ပန်းတိုင်မရောက်ခင်ရေအိုင်တိုင်ခံထားလိုက်ဟာကောင်းလိုက်တဲ့အကြံယုံတွေကိုနိုင်တဲ့နေရပါယုံတွေကိုပြန်စိန်ခေါ်တယ်လက်တရားရေအိုင်တိုင်တော့ခံထားမယ်နော်မင်းတို့ဘလောက်ပဲစီကံတတ်မှတ်ငါတို့မအိတ်တော့ဘူးငါတို့ပဲနိုင်တယ်ကဲတတိယပြိုင်ပွဲမှာဘယ်သူနိုင်မလဲယုံနိုင်မလားလိတ်နိုင်မလားလိတ်ပြန်နိုင်တယ်လိတ်တွေ့ဘူးလားယုံကကုန်းမှာပဲပြေးတတ်တာလိတ်ကရေရောကုန်းရောသွားတတ်တယ်လိတ်ပြန်နိုင်တယ်ကဲကျွန်တော်ကပုံမြင်ကိုအဆုံးသတ်တော့မယ်ပုံမြင်ရှိနေဇက်လန်းရှိနေမလှတော့တေချာနားထောင်ကြလိတ်မှာကြောကုန်းရှိတယ်အခွန်ရှိတယ်ဟုတ်လားလိတ်သာစားဘူးလားတေချာနားထောင်မယ်အရေးကြီးတယ်လက်ရဲ့ကြောကုန်းပေါ်မှာယုံကိုတင်ပြီးတော့အတူတူပန်းဝင်ရအောင်ပြန်ပြောမယ်လက်ရဲ့ကြောကုန်းပေါ်မှာယုံကိုတင်ပြီးတော့အတူတူပန်းဝင်ရအောင်အခုတော့ကျွန်တော်တို့ကအဲ့လိုမဟုတ်ဘူးပြေးလန်းချောင်းမှာကိုကတွဲကူဖို့အခွင့်ရရဲ့သားနဲ့ကိုကနင်းချလိုက်တယ်ပြီးတော့ကျွန်တော်ဆုတက်အခင်ခွက်တော်ကကျွန်တော်တာတုသစ္စာရှိတဲ့ငယ်သားတို့ပြောပါမလားမပြောဘူးကျွန်တော်တို့
လဲနေသူထူပေးပါအားငယ်သူအားပေးပါအခုမြန်မာပြည်မှာမြေပြင်အခြေအနေမှာအများစုကလဲနေသူဖိချောင်းပါငြိမ်ဝတ်ပြပြောင်းမနေခဲ့တယ်မလုံနဲ့အတူတူပန်းဝင်ရအောင်ကဲဒီအသင်းတော်မှာပထမဆုံးကျမ်းစာလာတယ်သင်းဆရာခေါ်အသင်းသားတွေအသစ်ကျွန်တော်နဲ့မသိဘူးအများစုမေးကြည့်အောင်ဒီအသင်းတော်မှာဂျုံတွေပိုများသလားလက်တွေပိုများသလားဂျုံတွေဆိုတာကဒီနှစ်သက်မှာဆရာတွေကိုကျမ်းစာသင်ဖို့ဘာဖြစ်လဲအစာဆောင်စုတောင်းခြင်းနဲ့တွေ့ပြီးကျမ်းစာသင်ဖို့လူမရှိရင်လည်းမကောင်းအဝေးရလာတာအာနာပါနာနဲ့ဂျုံတွေတွန်းလို့ရောက်လာတဲ့လက်တွေဒီထဲမှာရှိတာရှိသလားကျွန်တော်မပြောတတ်ဘူးလေကျွန်တော်ကဒီအသင်းတော်ပထမဆုံးရောက်တော့ကဲယုံတွေကတော့တိုက်တွန်းလို့ဆိုတဲ့သူတွေပေါ့အစီအစဉ်မှာဥဆောင်တဲ့သူလက်တွေကတော့သူများရွှေ့မှရွေ့လာတဲ့သူကဲဒီအသင်းတော်မှာယုံလည်းရှိတယ်လက်လည်းရှိတယ်အားလုံးသဘောတူလားယုံပိုများတာလားလက်ပိုများတာလားလက်ပိုများတယ်ကဲအရေးကြီးတဲ့တစ်ခုပဲပြောမယ်ယုံကယုံပဲဖြစ်ပါစေလက်ကလက်ပဲဖြစ်ပါစေကိုကလက်နေရာမှာနေလို့လူများတွဲကူရင်လည်းကန့်လန့်နဲ့မလိုက်ပဲမနေပါနဲ့ကိုကယုံမှနေလေကိုအသင်းသားတွေကိုမိသားစုတွေကိုဆွေမျိုးတွေဘာဖြစ်လဲယုံမှနေလေလက်တွေကိုတွဲကူပေးပါနင်းပြီးတော့ပန်းတိုင်အရင်မဝင်နဲ့သခင်ယေရှုကဆုပေးမှာမဟုတ်ယုံကယုံပဲဖြစ်ပါစေလက်ကလက်ပဲဖြစ်ပါအတူတူပန်းဝင်ရအောင်ဒါကတော့နံပါတ်3ဖြစ်တယ်ကဲနံပါတ်1ကတော့ပြဿနာဖြေရှင်းတဲ့ဤနံပါတ်1ကတော့ဗာလဲစရင်စရာလုပ်ရအောင်နံပါတ်2တိုက်တွန်းနိုးဆိုရအောင်ဘေးထိုင်ဘူးပြောမပြောကြည့်လိုအပ်တဲ့သူနဲ့လိုချင်တဲ့သူဆက်သွယ်ပေးရအောင်နံပါတ်3အတူတူလက်တွဲလှုပ်ဆောင်ရအောင်မတူဘူးကျွန်တော်တို့ကတယောက်နဲ့တယောက်ဘယ်တော့မှမတူဘူးအမွာလည်းမတူဘူးအတူတူဖျားပုံးထင်ရှားအောင်ပန်းတိုင်ရအောင်ပြရအောင်ကဲနံပါတ်4တဲ့နဲ့တောင်းကောင်းကြီးမင်္ဂလာကိုတဲ့အလေအလွတ်မလုပ်ပါတဲ့နဲ့တောင်းဖို့ဖိလိပ္ပုပြောတဲ့အချိန်မှာတစ်ဖက်ရှိတော့တလုံးတဝဒီမဟုတ်သခင်ခရစ်တော်က12ယောက်ကိုဝေခိုင်းတဲ့အချိန်မှာကျမ်းစာမှာမှတ်တမ်းမတင်စကားတစ်ခွန်းပြောတယ်အဝကျွေးပါအခုနာလို့အလှကျွေးဖို့မဟုတ်ဘူးမဟုတ်တစ်ဖက်စီမဟုတ်တော့ဘူးအဝကျွေးပြီးရင်အကြံကျွေးကောက်ပါမှားထားလိုက်လို့အဲ့12တောက်ထွက်လာတာလူကသိခက်တယ်ဗျာမရှိရင်တော့အသေးအတန်ဖင်မှုကောင်းထောင်ပြီးတော့ဖះကိုအပူကတ်တယ်ရှိလို့အိတ်ဖောင်းလာပြီးဆိုစိတ်ပြောင်းတယ်ခင်ဗျားတို့ဟုတ်သလားသခင်ခရစ်တော်သာမမာခဲ့ရင်အဲ့12တောင်းရဲ့ငါးတွေမှုတ်ပြီးပြန့်ကျဲနေပါအလေလွဲ့မယ်ဒါဖះကမကြိုက်ဘူးအဝစားပြီးရင်ဘာလုပ်ရမလဲအကြံကျွင်းကောက်ကဲခင်ဗျားတို့ကျွန်တော်မေးမယ်ခင်ဗျားတို့အိမ်ကိုကျွန်တော်မရောက်ဘူးเนาะဟိုဆရာမအိမ်တော့ရောက်ပြီညနေကခဏသွားရှုတောင်းမရောက်ဘူးခင်ဗျားတို့အိမ်မှာမလိုအပ်ဘဲနဲ့ဝယ်ထားတယ်ခင်ဗျားတို့အသုံးလည်းမပြုအိမ်လည်းရှုပ်နေတာအကုန်ရှိကဲကျွန်တော်အတင်းသားပဲပြောရအောင်ခင်ဗျားတို့အတင်းတော်ကပထမဆုံးရောက်တော့ဖိပြီးတော့မပြောရဲဘူးကျွန်တော်အတင်းတော်မှာတငယ်ချင်းကတမောတာလေးလွာမှာမင်းကငါအိမ်မှာဇနီးတယ်နဲ့သမီးလေးပဲရှိတလားတစ်ခါလာရှုတောင်းမင်းအားတဲ့အချိန်ငါမိမနဲ့ဖုန်းဆက်တလားတစ်ချိန်သွားတယ်ကျွန်တော်အတင်းတော်မှာခင်ဗျားတို့ရဲ့အမျိုးတွေရန်ကုန်မှာရှိတယ်တိုက်ခန်းမှာပဲနေရတယ်ခင်ဗျားတို့နေကြီးမှာမနေရဘူးတိုက်ခန်းနေလို့တကားဖွင့်တိုင်းပထမဆုံးတွေ့တဲ့အရာဖနက်စင်သားမင်းတယောက်ပဲရှိတယ်ဖနက်စင်အရန်30 40လောက်ရှိကျွန်တော်ကလည်းမနေနိုင်လူတယောက်ကပတ်စံဘယ်လောက်ပဲချမ်းသာဖနက်တစ်ခါရှိရင်တရံပဲရှိရ
မင်းတို့သားမိနှစ်ယောက်ပဲအရန်30လောက်ဘယ်လိုများရှိတာလဲဆရာရဲ့ရန်ကုန်မှာတင်းဦးဆရာလုပ်ပြီးပိန်းလိုက်တာမင်္ဂလာဆောင်သွားရင်တမျိုးဈေးသွားရင်တမျိုးဖះရောက်သွားရင်တမျိုးအိမ်မှာတမျိုးကမလောက်တော့အဲ့ဒါအလီအလွင့်လောက်တာမဟုတ်ဘူးလားကျွန်တော်အတင်းသားအိမ်ခင်ဗျားတို့အိမ်လည်းဒီတိုင်းပဲအိတ်ဖောင်းလာရင်လေစိတ်ပြောင်းတယ်အလီအလွင့်လောက်သုံးတာကိုဖះကအားပေးရနော်ဖြုံးတာကိုအားမပေးဘူးဟုတ်ခင်ဗျားတို့ကတောင်ကူမှာစူပါမားကတ်သွားမယ်ပန်းဆိုတဲ့ဖိုးခိတ်သွားတိုက်စီကုန်လို့သွားတယ်အိုးရှင်းမှာစူပါမားကတ်မှာသွားတာကတော့သွားတိုက်စီဝင်ပါဒါပေမဲ့ကြည့်တဲ့ဥစ္စာတွေဟိုနှခမ်းနေဘူးလေးဟာငါစီမှာအယောင်မရှိဘူးဝယ်သွားတယ်ဝယ်ပြီးတော့ကုံအောင်သုံးတာလည်းမဟုတ်ပဲနဲ့အိမ်ရှုပ်နေတယ်လူများကိုပေးသလားသူကမပေးဘူးရှုပ်နေတဲ့အိမ်ထဲမှာအများကြီးပဲဟုတ်တယ်လားဒီမှာရှိတဲ့အသင်းတော်ကအသင်းသားတွေမဟုတ်တဲ့ပုံစံနဲ့မကြည့်နဲ့အဲ့ဒါဖြုံးတာကိုဖျားမကြိုက်ကဲတောင်းကူမှနေတယ်ခင်ဗျားတို့ဝင်တဲ့ထွက်တဲ့ဝင်ပြီလောက်တလားဘာအလုပ်လုပ်နော်လောက်တလားကျွန်တော်ပြောတာနားမလည်ဘူးလားပြောဖို့ခက်နေတာဖြေဖို့ခက်နေလို့လားခင်ဗျားဝင်တဲ့ဝင်ဝေးထွက်တဲ့ဝင်ဝေးလောက်တလားရှင်းရှင်းလင်းလင်းမကြောက်လောက်တယ်လို့မလောက်တယ်လို့ဟုတ်မဟုတ်ဖြစ်နေကိုအတိဆုံးပဲလေကိုရဲ့မီးဖို့ကြောင့်ပါကိုအတိဆုံးပဲလေကိုစီမံခန့်ခွဲရတာလောက်တာမလောက်ဘူးလားကဲမလောက်ဘူးဆိုတာအများစုဖြစ်တယ်မြန်မာပြည်မှာလည်းကဲမလောက်ရချင်းဇက်လန်းကိုထပ်ပြီးစစ်တာခင်ဗျားနှိပေါ့တကယ်သုံးလို့မလောက်တာလားဖြုံးလို့မလောက်တာဖြုံးလို့မလောက်ဘူးဆိုရင်ဘုရားသခင်လည်းမတတ်နိုင်ဘူးဟုတ်လားဒါပေမဲ့ဖြုံးတာကိုရက်လိုက်ပါလို့လေကျွန်တော်ဖိမပြောရဘူးခင်ဗျားတို့ကဘုရားသခင်ပြောတာတော့မှနားထောင်ခြင်းတဲ့လူတွေမဟုတ်ဘူးဖြုံးတာကိုနည်းနည်းလျှော့လိုက်ဘာဖြစ်လို့လဲအခုကျမ်းစာတင်ပြီးရင်ပတ်စံနဲ့ခေါင်းကိုက်ရမယ်ပတ်စံနဲ့မျက်နှာငယ်ရမယ်ပတ်စံနဲ့အောက်ကျရမယ်ပတ်စံနဲ့တညလုံးအိတ်မပြောဘူးပတ်စံနဲ့ကို့မောင်တော်မအချင်းချင်းတော့မျက်နှာငယ်ရတဲ့ဘဝမျိုးမရောက်စီခြင်းလို့ကျမ်းစာတင်ပြီးရင်ကျမ်းစာတင်ပြီးမဟုတ်ဘူးနေ့စဉ်အသက်တာမှာအကျွေးကင်းရမယ်ဒါဆိုရင်ဖြုံးတာကိုကျွန်တော်တို့ရှော့လိုက်ပါရက်ပါလို့ဖြတ်လိုက်ပါလို့ကျွန်တော်မပြောရဘူးဘုရားသခင်တော်ပြောလို့မရတာဒီမျက်လုံးတွေကိုကြည့်ရနည်းနည်းရှော့လိုက်ပတ်စံနဲ့မျက်နှာငယ်အခုကဘာကျော်ပေါ့တထေးကြီးသူဘာတူလဲဆိုတော့ B gate သူ့ရဲ့အထုပ်ပတ်တိကိုကျွန်တော်ဖတ်တာကြိုက်တာဒီအများကြီးတည်းတစ်ခုပြောကြည့်ရမိဘတွေကိုယ့်သားသမီးကိုပတ်စံနဲ့မျက်နှာငယ်တာကြုံစေချင်လားမကြုံစေချင်ဘူးဆိုရင်တစ်ခုပဲလုပ်ကိုယ့်သားကိုယ့်သမီးကိုဖြုံးတာနဲ့သုံးတာနဲ့ခွဲခြားတတ်အောင်သင်ပေးပါတချို့ကမဟုတ်ဘူးခွဲခြားတတ်အောင်မသင်ပေးဘူးသား10တန်းအောင်တယ်သူ့မှာဖုန်းရှိတယ်ပပဖုန်းထပ်ဝယ်ပေးမင်းဖုန်းပြတ်အောင်မသုံးဘဲနဲ့တော့ငါမဝယ်ပေးနိုင်မဟုတ်ဘူးကျွန်တော်တချို့အမိပါရငါတို့ရှိတဲ့ပတ်စံအကုန်လုံးသားအတွက်ပဲသမီးအတွက်ပဲနောက်ပိတ်ဆုံးသားသမီးတွေဟာပတ်စံအလွန်အကျွံသုံးရရင်ဘာဖြစ်လဲဝက်စာစားရပျောက်တော်သားဖခင်ကိုလေတရားဟောဆရာကြီးအကုန်လုံးကဝဲခန်းကြိုဆိုတဲ့အတွက်ဖះနဲ့တူတယ်ကောင်းတယ်မှန်ပါတယ်ဒါပေမဲ့ကျွန်တော်ကအဲ့လိုမတွေးဘူးအဲ့ဖခင်ဟာသားငယ်အမွေတောင်းတဲ့အချိန်မှာပေးလိုက်တဲ့အတွက်အဲ့သားဟာပတ်စံကိုစီမံခန့်ခွဲမှုအားနည်းနေတဲ့အချိန်မှာပေးလိုက်မိတာအဖေရဲ့အပြစ်ပဲဝက်စာစားရတယ်ကိုသားသမီးတွေကိုပတ်စံများများပေးသုံးတဲ့မိဘတွေရဲ့သားရည်သမီးတွေကဝက်စာကိုစားရတယ်ဒါကြောင့်ကျွန်တော်တို့အားလုံး
သားသမီးတွေကိုသုံးတာနဲ့ဖြုံးတာနဲ့ခွဲခြားတတ်အောင်သင်ပေးပါပတ်စံနဲ့ခေါင်းကရတဲ့ဘဝလွတ်မြောက်မှာဖြစ်တယ်တော့ဘုရားသခင်ကသုံးတာကိုဘာဖြစ်လဲအားပေးတယ်ဖြုံးတာတော့မလုပ်ပါဘူးအဝကျွေးတယ်အကြံကျွင်းဟာတခြားနေရာမှာတခြားသူအတွက်ကောင်းကြီးမင်္ဂလာဖြစ်စေဒါကတော့နံပါတ်4ကဲနံပါတ်5ယောဟန်ခန်းကြီး6အငယ်15ကိုဖတ်ကြည့်အောင်အားလုံးအတူတူဖတ်ရအောင်ထိုသူတို့သည်အနိုင်အထက်ပြုမိကြောင်းကဲအားလုံးညီညီညာတန်အကျယ်ကျယ်နဲ့ဖတ်ကြည့်အောင်1 2 3ဒီနေရာမှာသခင်ယေရှုကကျွန်တော်မေးခွန်းတစ်ခုမေးမယ်ပရိသတ်ကိုမုတ်ကျွေးတာဘာရည်ရွယ်ချက်လဲဘာရည်ရွယ်ချက်လဲသခင်ယေရှုကမုတ်ကျွေးတာပရိသတ်ကမုတ်စားပြီးတဲ့အချိန်မှာဘယင်နေရာတင်မြောက်သခင်ယေရှုလက်ခံလားလက်မခံလက်ခံရင်ဘာဖြစ်မလဲသခင်ယေရှုဆိုတာလေမုတ်ကျွေးပြီးတော့ဘယင်ဖြစ်တဲ့ကောင်ပဲအခုရွေးကောက်ပွဲရောက်လာပြီတခါမှဘာဖြစ်လဲအမတ်ဖြစ်ပြီးကိုယ်စလဲလောင်းဖြစ်ပြီးသူတို့ထိုင်ကုန်ပေါ်ရပြီးဆိုရင်ဘာမှနားမထောင်ဘူးပြည်သူတွေသူတို့မဲရဖို့ဆိုရင်လက်နဲ့ကြိုသွေးပြီးတော့ဘာဖြစ်လဲလမ်းတွေမှာမဲဆွဲတယ်ခင်ဗျားတို့စေတနာရှိလို့လမ်းခင်းပေးတာမဟုတ်ဘူးဒီနေ့မြန်မာပြည်မှာအလူအတန်းပေးတာနောက်ွယ်မှာထောင်ကိုမြင်လို့ယာကိုဆွတ်လာစဉ်းစားကြည့်အောင်အလူပေးတာအော်ပီဂျေကာတွန်းတစ်ခွက်ကျွန်တော်ဖော်ပြခြင်းတယ်တထေးကြီးကသူ့ဘက်တီမိမရေးတဲ့ညစာကိုတော့တဲ့စီဒိုနာဟိုတယ်မှာပဲသွားစားတော့မယ်ကောင်းတယ်ရှင့်ရဲ့မွေးနေ့ဆိုတော့ညနေ9 နာရီလောက်လင်မယားနှစ်ယောက်ကားပါကင်ထဲဝင်လာစီဒိုနာဟိုတယ်မှာတောင်းစားတဲ့သူကကျွန်တော်ကိုတဲ့ထမင်းဘိုးလေးများပါဘာဖြစ်လို့လဲထမင်းမစားရတာ3 ရက်ရှိတထေးကလည်းလူကျင်စိတ်ပေါက်နေတယ်သူ့မွေးနေ့လည်းဖြစ်တယ်သူ့ရဲ့ပတ်စံရဲ့ဇီးကိုဆွဲဖွင့်လိုက်အဲ့တော့1000တန်မထွက်သေးဘူး1000တန်တစည်းကို3သိန်းအဲ့မှာမိန်းမကသူ့ပြောရှင်မလောက်တာလေငါလူဘလို့လေမလူရဘူးတဲ့မဟုတ်ဘူးမိန်းမငါလူချင်းစိတ်လည်းပေါက်နေတယ်ငါမွေးနေလည်းဖြစ်တယ်မင်းမတားနဲ့တောင်းစားတဲ့သူရှေ့မှာစကားများနေနောက်ပိတ်ဆုံးတော့မိန်းမကတထေးမကစကားတစ်ခွန်းပြောတယ်အဲ့စကားတစ်ခွန်းကိုနားထောင်ရအောင်မင်းဘာဖြစ်လို့ငါအလူကိုတားလာလဲတထေးမတည်င်းစာထဲမှာမပါဘူးနားလေလားဒီမှာတည်င်းစာထဲမှာလူရဲတန်းတဲ့ထဲမှာဂျာနယ်ထဲမှာပါနေတာထောင်ကိုပြင်လို့ຢာကိုရှင်းတာသူတို့လူတာသူတို့လောက်ပိုင်ခွင့်ပါမစ်လူချင်းအာနာပိုင်အဖွဲ့အစည်းတွေလူတာတန်းတာတည်င်းစာထဲမှာမပါဘူးကဲဒါကတော့သာသနာ့ဘလူတွေလောက်တာပါကျွန်တော်ဘုရားကျောင်းမှာဟောလူတာတန်းတာတွေအဲ့လိုမျိုးရှိသလားတခင်ခွတ်တော်ကလူတာတန်းတာကိုဒီဘက်လက်ကထဲ့တာဒီဘက်လက်ကမသိပါစေနဲ့ဟုတ်သလားအခုဘုရားကျောင်းတော်တော်များများကျွန်တော်ရောက်တယ်နာမည်တွေထိုးထားတယ်ကပီးကြောက်စာတွေထိုးထားတယ်အဲ့တခင်ရှု
လောက်ခိုင်းတဲ့အရာဟုတ်သလားမဟုတ်ပေမဲ့ဖခင်เจ้าနဲ့မှာဘာဖြစ်လို့ရှိတာလဲသင်းဦးဆရာနဲ့အတူအလူခံတဲ့သူတွေကိုဘာဖြစ်လဲတိုက်လို့အဲ့ဒါကျမ်းစာနဲ့မညီခင်ဗျာလှူပြီးရင်မေးလိုက်ပါသခင်ယေရှုရဲ့နီးနော်လှူပြီးရင်မေးလိုက်ပါအခုကျွန်တော်တို့လူတွေရဲ့နီးရတော့ဒီကောင်ငါကူညီထားလို့လူဖြစ်လာတာငါကျွေးတဲ့ထမင်းအတောက်လိုက်တော့မှထွက်လာအောင်မယ် तू ကပေးတာနည်းနည်းပြောတာများများကြုံဘူးလားကျွန်တော်အမျိုးတွေမှာရှိတယ် तू ကလူတာကမမေ့ဘူးကျွန်တော်ကပြောင်းပြန်အလူမတက်တာလို့လူများကိုအကူအညီယူလို့ရမိရင်လည်းမသိချင်အားဆောက်တခင်ယေရှုကပြောတယ်မင်းလူရင်တဲ့မေ့လိုက်ပါမင်းမတက်တာလို့လူများကိုယူမိရင်ကျေးဇူးတစ်သက်လုံးပြန်ဆက်အခုတခင်ယေရှုကဘယင်နေရာတင်မြောက်တာလက်ခံပြီးရင်သမိုင်းရပြောင်းတော့တခင်ယေရှုကမုတ်ပေးပြီးတော့ဘယင်ဖြစ်တဲ့လူဘာမှအထင်ကြီးစရာမရှိဘူးအခုရွေးကောက်ပွဲမှာသူတို့အမတ်တွေရဖို့အတွက်ကျွန်တော်မဲတပြားထည့်ရအဲ့မဲတပြားရဲ့နောက်ွယ်မှာအယောအစားတွေအပေးမဖြစ်ဖို့လိုအပ်တယ်အလူတန်းလုပ်တဲ့အခါမှာကျွန်တော်တို့အားလုံးစိတ်ရှင်းလက်ရှင်းနဲ့လက်ပြတန်းတဲ့လူတန်းချင်းတည်တာလေဘုရားသခင်ရှေ့မှာကောင်းကြီးမင်္ဂလာဖြစ်တယ်ဒါကတော့သခင်ယေရှုကဲနံပါတ်6ခလေးဒီခလေးဟာကျွန်တော်မေးခွန်းမေးမယ်ယောက်ျားလေးလားမိန်းကလေးလားကဲပြိတ္တတွေဖြေကြည့်ပါဦးဒါမုတ်ငါလုံးနဲ့ငါးနှကောင် Sunday School ခလေးဘွားတွေကျွန်တော်သိပြီးသားပဲယောက်ျားလေးလားမိန်းကလေးလားဘာလဲतू အခုကယောက်ျားလေးရတယ်မိန်းကလေးပြောင်းနေခေမိန်းကလေးရတယ်ယောက်ျားလေးပြောင်းနေခေအိမ်သာသွားလို့ရှိရင်ဂျာမသူတို့ကဂျာလဲဟုတ်တယ်လို့မလဲဟုတ်တယ်လို့အဲ့လာကြီးခေါင်းလေးထုတ်ထားလိုက်ယောက်ျားလေးနဲ့မိန်းကလေးပဲစဉ်းစားရအောင်ဒီကလေးဟာယောက်ျားလေးလားမိန်းကလေးလားကဲယောက်ျားလေးအားလုံးသဘောတူလားကျွန်တော်ကမတူဘူးကျမ်းစာကပြောတာပဲလက်ခံရအောင်ကဲကျမ်းစာဖွင့်ကြည့်အောင်ယောက်ျားလေးတို့ရေးထားရင်ကျွန်တော်ကခင်ဗျားတို့ပြောတာထောက်ခံတယ်ယောက်ျားလေးတို့မပြောထားပဲနဲ့ခင်ဗျားထင်တာကိုကျမ်းစာထဲမှာကိုထင်တာကိုပြောရင်တော့မှားတယ်ယောဟန်ခန်းကြီး6အငယ်8နဲ့9ဖတ်ကြည့်အောင်ယောက်ျားလေးတို့ပြောထားတာသူငယ်လို့ပြောထားတယ်ဟုတ်လားသူငယ်ဆိုတာယောက်ျားလေးလားမိန်းကလေးလားယောက်ျားလေးဟုတ်လို့လားသူငယ်ဆိုတာဆရာယောက်ျားလေးပေါ့သူငယ်မမိန်းကလေးပေါ့အဲ့ဒါကိုလူရဆွဲတာယောက်ျားလေးလည်းမဖော်ပြထားဘူးမိန်းကလေးလည်းမဖော်ပြထားဘူးသူငယ်ဆိုတာကရင်ကျမ်းစာမှာတော့ယောက်ျားလေးတို့ရေးတာဖိုးတာဟုတ်လားခလေးအရွယ်မရောက်တဲ့သူငယ်ဆိုတာခလေးကိုပြောတာဒါဆိုဒီနေ့ကနေကျမ်းစာဖတ်ရင်ကိုထင်တာကိုကိုယ့်အကူရှောက်မပြောချင်းကျမ်းစာအတိုင်းပဲပြောကြစို့အားလုံးသဘောတူလားကဲဒါဆိုသူငယ်ယောက်ျားလေးဖြစ်တာမိန်းကလေးဖြစ်တာမဖော်ပြထားဘူးကျွန်တော်ဒီကျမ်းစာကိုဖတ်တာမကျင်တတ်ဘူးဘာကြောင့်မကျင်တတ်လဲဒီကလေးလက်ထဲကမုတ်နဲ့ငါပေးလိုက်လို့နမိတ်လက္ခဏာဖြစ်တာဒါပေမဲ့အဲ့ကလေးနာမည်မပါဘူးပါတာနာမည်ကဲယောဟန်ဟာဒီကလေးကိုတွေ့တာမတွေ့ဘူးလားအန်ဒရီကခေါ်လာတယ်မုတ်နဲ့ငါဒီကလေးကိုယောဟန်ကျမ်းရေးတဲ့သူယောဟန်တွေ့တာမတွေ့ဘူးလားတွေ့တာပေါ့မတွေ့ဘဲနဲ့နေမလားဒါပေမဲ့နာမည်မမေးမိလို့ဒီတဲ့အခါမှာသူငယ်တယောက်ပဲလို့ရေးတာလားမဟုတ်ဘူးပြောချင်တဲ့စကားတခွန်းရှိလို့ဒါကဘာလဲဆိုတော့ခင်ဗျားတို့လူကြီးတွေလေပြောချင်ဘာပြောချင်တာလဲဆိုခလေးကနာမည်ပါသည်ဖြစ်စေမပါသည်ဖြစ်စေ
ပြဿနာမရှိဘူးခင်ဗျားတို့လူကြီးတွေကနာမည်မပိုင်ပြဿနာရှာဒီအတင်းတော်မှာပွဲလုပ်တယ်ခရစ်စမတ်လုပ်တယ်ဒါမှမဟုတ်ရှင်နှစ်သစ်ကူးလုပ်တယ်ဒါမှမဟုတ်ရှင်ကျေးဇူးတော်ချီးမွမ်းခြင်းလုပ်တယ်အတင်းတော်မွေးနေ့လုပ်တယ်ဆိုပါစို့ကိုကတကယ်လုပ်ရတာနဲ့နာမည်မပါတာကြုံဘူးလားသင်းဦးဆရာကကိုယ့်ကိုခောက်ထားတာဖယ်ထားတာခြံထားတာမလုပ်တဲ့သူကနှမ်းဖြူပြီးတော့နေရာယူသွားတာခင်ဗျားတို့ရင်ဘတ်ထဲမှာအဲ့လိုနာကျင်တဲ့အရာတာရှိဘူးလားကျွန်တော်ပြောတာနားလေလားရှိဘူးလားကဲမရှိဘူးဆိုရင်ခင်ဗျားဟာဒီအသင်းတော်မှာဘာတစ်ခုမှမလုပ်တဲ့သူရင်ဘတ်နဲ့မလုပ်တဲ့သူအိမ်ဖြစ်ပဲဝတ်ချစ်တန်းကြီးပဲဖျားကောင်းခေါင်းလောင်းခောက်ဝင်လာတယ်အလူငွေထည့်ပဲပြန်သွားတယ်ဒီလောက်ပဲဒီအစ်စ်ပဲအဲ့ဒါမကောင်းဘူးကဲကျွန်တော်တို့ဒီမှာရှိတဲ့သူတွေအားလုံး line ပေါ်မှာရှိတဲ့သူတွေအားလုံးနာကျင်တဲ့အရာသာရှိကြလို့ပဲတတ်မှတ်ရအောင်အားလုံးသဘောတူလားကဲရှိကြဆိုရင်ခင်ဗျားကကျေးဇူးတော်ချီးမွမ်းပါတယ်လို့ဘယ်တော့မှမလုပ်ဘူးခင်ဗျားတို့လူကြီးကဒီအသင်းတော်မှာသင်းဦးဆရာအဲ့လိုကိုကတကယ်လုပ်ရတာနဲ့နာမည်မပါဘူးမလုပ်တဲ့သူကနှမ်းဖြူပြီးနေရာယူသွားရင်တောင်ကူမှာဖះเจ้าနေအများကြီးဘာမိမြန်မာအသင်းတော်သွားတက်မယ်သင်းဦးဆရာကိုစိတ်ဆိုးတဲ့စိုင်းအမတ်လက္ခဏာလုပ်ဘူးသလားမလုပ်ဘူးတဲ့ပုံစံနဲ့မကြည့်နဲ့ကျေးဇူးတော်ချီးမွမ်းနိုင်သလားသင်းဦးဆရာကခောက်ထားတာဖယ်ထားတာခြံထားတာကြုံရရင်ချီးမွမ်းနိုင်သလားမချီးမွမ်းနိုင်ဘူးတဲတော့သခင်ခရစ်တော်ကပြောသူငယ်ကဲ့သို့မပြောင်းလဲရင်ကောင်းကင်ဘုံမရောက်ဒါပေမဲ့ကျွန်တော်တို့အားလုံးကျွန်တော်တည်သွားရင်လေကျွန်တော်ကောင်းကင်ဘုံရောက်ကျမ်းစာမှာနာမည်မှတ်တမ်းခြင်းမခံရတဲ့ဒီလူငယ်ရဲ့သူငယ်ရဲ့နာမည်ကိုသွားမိပါကျမ်းစာထဲမှာလေနာမည်မပါတဲ့သူရှိတယ်ဗိုလ်ချုပ်မူကြီးနေမယ်အိမ်မှာနေတဲ့ကျွန်မပဲပြောတယ်နာမည်မမှတ်ဘူးသူ့ကျွန်မကပြောလို့လူနာဆွဲတယ်ဆိုတာပျောက်တာအဓိကတရုပ်ဆောင်ကကျွန်မဒီပွဲမှာအဓိကတရုပ်ဆောင်ကဒီကလေးနာမည်မပါဘူးခင်ဗျားတို့ဘဝမှာတကယ်ရင်ပတ်နဲ့လုပ်ပြီးနာမည်မပါတာထပ်ကြုံအောင်ပါအဲ့ဒီအချိန်မှာကောင်းကင်ဘုံမှာနာမည်ပါတယ်ဆိုတဲ့စိတ်နဲ့ကောင်းတဲ့အလုပ်ကိုမပြစ်ဘဲနဲ့ဆက်လုပ်ရအောင်ဒါမှသာလေပြဿနာရဲ့အထက်ကကောင်းကြီးမင်္ဂလာနဲ့ဖျားဘုံထင်ရှားနားလည်မလားကျွန်တော်တို့2026ခုနှစ်ကုန်ရင် report တင်ကောင်းတဲ့ result ရဖို့ကျွန်တော်တို့ကိုတားဆီးထားတာကပြဿနာအဲ့ပြဿနာကိုမဖြေရှင်းနိုင်တဲ့နီးကိုမရတဲ့အတွက်ပြဿနာနဲ့ရှုပ်ရှက်ခတ်နေပြဿနာအောက်မှာဘုံမထင်ရှားတဲ့ခရိယန်သင်းဦးဆရာကြီးဖြစ်ဒီနီးကိုကျင့်သုံးရအောင်ကဲတုတ်တန်ကျမ်းကိုကျွန်တော်အကြံပြုခြင်းတယ်တနေ့လုံးကျမ်းစာဖတ်ရင် daily bread တနေ့လုံးကျမ်းစာဖတ်တဲ့ program တွေရှိတယ်ဒါနဲ့အတူကျွန်တော်အကြံပြုခြင်းတုတ်တန်ကျမ်းကိုနေ့လိုက်ဖတ်ရအောင်ဘာဖြစ်လို့ဖတ်ခိုင်းတာလဲဆိုပြဿနာကိုဖြေရှင်းတဲ့ wisdom နီးကိုရှောလမုန်ကရေးထားတာကမ္ဘာပေါ်မှာပညာအရှိဆုံးကရှောလမုန်ပဲဖြစ်တယ်သူ့ကျမ်းကိုဒီနေ့ကျွန်တော်ဖတ်တယ်3ရက်နေ့ဖတ်တယ်4ရက်နေ့ရောက်ရင်တစ်ခါဖတ်တယ်31ရက်ဆိုရင်တစ်လတစ်ကပြန်စားရကျွန်တော်တို့အိမ်တိုင်းမှာဘဝတိုင်းမှာကိုယ်ညံနဲ့မမီတဲ့ပြဿနာရှိတယ်အဲ့ဒါဆိုရင်ဖျားစီယာ wisdom ရဖို့တုတ်တန်ကျမ်းကိုနေ့လိုက်ဖတ်ပြီးပါပြဿနာရဲ့ကီးတော့ချက်တော့ဖြစ်တယ်ဖွင့်လို့ရတယ်ဒါတော့သခင်ခရစ်တော်ရဲ့ပြဿနာစီမံခန့်ခွဲခြင်းနဲ့အတူတုတ်တန်ကျမ်းကိုဒီနေ့ကစပြီး12ခေါက်ဖြစ်ရ12လရှိတယ်အဲ့လိုဖတ်ရင်းနဲ့တွေ့ကြုံရတဲ့ပြဿနာဖျားရဲ့ wisdom နဲ့ဖြည့်ရှင်းနေ2026ခုနှစ်နောက်ဆုံးသောရက်ရောက်ရင် report တင်ရင်ကုန်ထူးထွက်ကြပါနားလည်မလားကဲဆက်သွားကြည့်ရအောင်အချိန်နည်းနည်းရ
တရားနာပရိသတ်ကလူ9000ယူလူမျိုးတွေကဘယ်လိုသတ်မှတ်လဲအရွယ်ရောက်ပြီးသားယောက်ျားတွေပဲသတ်မှတ်တာမိန်းကလေးနဲ့ကလေးမပါဘူးဒါပေမဲ့သခင်ယေရှုရဲ့တရားပွဲကိုရောက်နေတယ်နော်ဒါပေမဲ့ပရိသတ်အစ်စ်တွေကနည်းနည်းလေးပဲဒီနေ့ကဘာကြီးမှာလည်းခရစ်ယာန်ဘာသာအများဆုံးပဲသခင်ယေရှုအတိအမှတ်ပြုတဲ့ပရိသတ်ကလူနည်းစုပဲကိုကဘယ်ပရိသတ်ထဲမှာပါတယ်ဆိုတာကိုဆက်ပြီးလေ့လာရအောင်ကဲယောဟန်ခန်းကြီး6အငယ်1နဲ့2ဖတ်ကြည့်အောင်နမိတ်လက္ခဏာမြင်ချင်လို့လိုက်တဲ့ပရိသတ်ယောဟန်ခန်းကြီး2မှာကာနာမြို့မင်္ဂလာဆောင်မှာရေရစပြည့်ရေတောက်ပြီးတဲ့ပရိသတ်တွေကသူတို့ပြန်ပြောတယ်သခင်ခရစ်တော်ဒီရေရစပြည့်ရေတောက်လို့ကောင်းလိုက်တာအဲ့ဒီတဲ့င်းကိုကြားတဲ့အခါမှာဒီတရားပွဲမှာလည်းသခင်ယေရှုဟာနမိတ်လက္ခဏာထပ်လုပ်အောင်မယ်လို့မြင်လို့တရားပွဲကိုလာတာတရားကိုနာကျင်လို့လာတာမဟုတ်ဘူးအခုအသင်းတော်တိုင်းမှာမြန်မာပြည်မှာနာမည်ကြီးတဲ့ဆရာကြီးလာရင်ဖခင်เจ้าလူပြည့်နာမည်ကြီးတဲ့ဆရာကြီးလာဟုတ်သလားနာမည်မကြီးတဲ့သူတွေလာရင်ဖခင်เจ้าကခုံမပြည့်ဘူးအခုခုံပြည့်တာမပြည့်ဘူးကိုသိပညာရှိနာမည်ကြီးတဲ့ဆရာကြီးတေဂီတာပညာရှင်တွေလာရင်လူပြည့်တယ်တခါမှဖခင်เจ้าမရောက်တဲ့သူတွေထိတ်ဆုံးမှထိုင်ပြီးတော့ငါ့ကိုနေရာဥထားမင်းကငါပုတ်ဖို့ပြီဒေသန်ရှင်စုံသင်းပါယတနာဥအတန်နားထောင်ခြင်းကိုချစ်ဆန်းမောင်ရဲ့ခိတ္တဘယ်လိုတီးတယ်လက်နဲ့တီးတာလားခြေထောက်နဲ့တီးတာလားသွားနဲ့တီးတယ်လားမြင်ချင်လို့တခါမှဖခင်เจ้าလာမတက်တဲ့သူတွေထိတ်ဆုံးမှပဲနာမည်ကြီးတဲ့သူတွေလာရင်ဖခင်เจ้าပြည့်တယ်ဒါညင်းလို့မရဘူးဒါပေမဲ့အဲ့ပြိဿကအစ်စ်မဟုတ်ဘူးသူ့ရဲ့ကြော်ကြားမှုမျိုးကြီးအတန်ကြားချင်လို့လာတာမြန်မာပြည်မှာရှိတာရှိတယ်အခုကျွန်တော်လာတာဖခင်เจ้าမပြည့်ဘူး ICY ခေါ်လိုက်ကြည့်ဖះเจ้าတော့မဟုတ်ဘူးဝင်းတစ်ခုလုံးပြည့်ကျက်ဒါကနမိတ်လက္ခဏာကိုပြင်ချင်လို့လိုက်တဲ့ပြိတ္တကဲဒုတိယယောဟန်ခန်းကြီး6အငယ်29အကြည့်အောင်ကျွန်တော်လိုချင်တဲ့စာသားမုံကိုစား၍ဝတော်ကြောင့်သခင်ခရစ်တော်ကမုတ်အရေးမကြီးဘူးလို့မပြောဘူးနော်သူနမိတ်တဲ့ခါမုတ်ကိုနမိတ်တဲ့မုတ်ကလုံးငါးတက်ကောင်တုတ်တယ်ဒါပေမဲ့ပြိတ္တကသခင်ယေရှုရဲ့တကိုးကထွက်လာတဲ့မုတ်ကဲတောင်ကူမှာဘယ်မုတ်အကောင်းဆုံးလဲမုတ်ဟင်္ကာတောင်ကူမုတ်ဟင်္ကာတခြားမြန်မာပြည်မှာမုတ်ဟင်္ကာအကုန်လုံးတဲ့ကောင်းလားတောင်ကူရဲ့ treatment ကဘာလဲကော်ဖီမုတ်လားတန်တောင်ကော်ဖီမုတ်မြို့တစ်မြို့တွေမှာဆိုင်းနေရှိတယ်နော်မေမြို့ဆိုရင်ပန်းမြို့တော်မြို့ရဲ့ဆိုင်းအမတ်လက္ခဏာအခုကဘလောက်ပဲကောင်းသခင်ခရစ်တော်ရဲ့တကူကထွက်လာတဲ့မုတ်ကတော့
မုတ်တိုက်တဲ့ပိုကောင်းတယ်အားလုံးသဘောတူလားကျွန်တော်တို့ကမစားဘူးလို့လေအဲ့ပြိတ္တထဲမှာကျွန်တော်တို့မပါလို့လေစဉ်းစားကြည့်လို့သူတို့ကအဲ့မုတ်ကိုစားပြီးတဲ့အခါမှာထပ်စားချင်တယ်တခင်ခွတ်တော်မုတ်ကိုစားတယ်မုတ်ထက်အရေးကြီးတာထာဝရအသက်ဒါဆိုကျွန်တော်တို့အားလုံးခင်ဗျားတို့အသင်းတော်မှာဘုရားရှိခိုးရေအိမ်ဒီဘုရားရှိခိုးရေအိမ်ရဲ့ကျွေးတဲ့အစားအသောက်ပေါ်မူတည်ပြီးတော့လူအတိုးအလျှော့ရှိကျွန်တော်တပည့်တွေကကျွန်တော်ကိုပြောတယ်ဆရာဖုန်းစကင်တဲ့အချိန်15သိန်းခွဲအစိုးရကိုသွင်းရတယ်ဆရာကဖုန်းအခုမှစကင်တော့တဲ့ဆရာရှေ့မှာကျွန်တော်ကကင်ထားတယ်ဆရာကိုဖုန်းကင်တဲ့နီးစကဝတ်တွေပေးထားမယ်ကျွန်တော်ကလည်းဖုန်းစကင်ကျွန်တော်ဘယ်သူမှလည်းမသိဘူးပြောချင်လိုက်တာပတ်စံဘလောက်ကုန်ကုန်မြောက်အောင်သီးရတယ်လို့ပဲခင်ဗျားတို့လည်းဖုန်းစကင်တော့အဲ့လိုပဲမဟုတ်လားအခုတော့ဖုန်းပေကုန်တာများတာတော့သိမဆက်ရတော့စကင်တဲ့အချိန်မှာတပည့်တွေကကျွန်တော်ပြောတယ်ကောင်းပြီမိဘာပြောပဲငါ့ကိုဘာအကြံပေးချင်ဆရာတို့ကတရားဟောဆရာကျွန်တော်ဖခင်เจ้าမှာလေ CE ကညနေ9နာရီပြီးရင်ဟုံးဆဲသွားရအတင်းတော်လူငယ်အိမ်တွေပဲသွားရတာဒါကြောင့်အိမ်မှာတဲ့တရားဟောရင်အိမ်မှာအကျွေးမွေးတွေဆရာတွေကအရင်အသိဆုံးတဲ့ဒါကြောင့်ဆရာနဲ့ကျွန်တော်စကားဝက်လုပ်ရအောင်ဒီညဘာတီးဝိုင်းနဲ့တီးတယ်အကောင်းစားကျွေးတဲ့အိမ်ဂျန်ပေါက်တို့ကြေးဦးတို့ကြက်စီထမင်းတို့ IC လို့ပြောမြန်မာပြည်မှာ IC ကအကောင်းဆုံးပဲစောပွဲဘူးတို့ထောင်ခဲ့တဲ့ IC ကလေအကောင်းဆုံးပဲဆရာဟုတ်ပြီဒုတိယတော့မုတ်ဟင်္ကာလို့အုံနှုတ်ခောက်ဆွဲလို့ကြာစံကျက်တို့သူ IC မဟုတ်ဘူးဆရာတေချာမှတ်ထားတော့တဲ့ဟုတ်ပြီဒါဆိုဘာဝိုင်းပြောရမလဲ lazy club နိုင်စော်တို့ကဲတက်တရားရှိသေးတယ်ဆရာတဲ့တက်တရားတော့ပြက်တုံလက်တုံ33ပေါ့သူတို့အလဲကြတယ်လက်ကလည်းမထုတ်ရသေးဘူးဆိုရင်လက်ဖက်တုပ်လေးရင်နွေးချမ်းလေးထညက်ခဲလေးဆိုရင် IC လည်းမဟုတ်ဘူး lazy club လည်းမဟုတ်သူတို့ကအောက်ဆုံးပဲဒါကတော့ the tree band တောင်ကြီးသားကြီးစောတာကြီးကိုသူကလို့ကျွန်တော်တင်ပေးတယ်ဟာကျွန်တော်ကမှတ်ထားတာပေါ့ကျွန်တော်စီးမှာတရားဟောတယ်အဲ့အိမ်လေကျွန်တော်တရားဟောရအဲ့အိမ်ကကျွန်တော်ဖះเจ้าဟာကရင်တွေပဲရှိကြဘူးဗမာတွေလည်းလာတက်တယ်ဝတွေလည်းလာတက်တယ်လားဟုတွေလည်းလာတက်တယ်ရန်ကုန်ကိုပြောင်းလာတဲ့သူတွေဗမာလူပဲတရားဟောတယ်ဆိုတော့ကျွန်တော်တို့မှာလူမျိုးပေါင်းစုဝလူမျိုးတွေကကျွန်တော်တို့ဖះเจ้าနဲ့ဘေးနားမှာလာငားနေဆရာတဲ့သမီးတွေလည်းဖះเจ้าမှာတက်တယ်ဖုံးဆဲလက်ခံပေးပါကောင်းတယ်လက်ခံတယ်ကဲဘာကျွေးရင်ကောင်းမလဲဝလူမျိုးတွေဘာပဲကျွေးကျွေးကျွန်တော်တို့လူငယ်တွေကအကုန်စားတယ်ဒါဆိုရင်ကျမတို့လူမျိုးရဲ့အကောင်းစားအစားအစာလူမျိုးရဲ့အစားအစာကျွေးမယ်ဘာလဲသူဝဆန်ပြုတ်ကျွန်တော်သိထားပြီဖះเจ้าကရှင်းလာပြီဖုန်းတစ်ခုလာပြီအဲ့ဒီငယ်လေးပဲဆရာဒီညဘာတီးဝိုင်းနဲ့တီးမလဲဝဆန်ပြုတ်ဆိုတော့ကျွန်တော် IC နဲ့ထည့်လို့မရဘူးlazy club ထဲလည်းထည့်ရှင်တယ်ဒါပေမဲ့ကျွန်တော်ကရန်ကုန်သားတွေကကျွန်တော်သိရဆန်ပြုတ်ဆိုတာနေမကောင်းမှစားရတာနောက်ပြီးဆိုကျွန်တော်အောက်ဆုံးပိုင်းကိုပြောလိုက် the tree band ပဲညီလေးကျွန်တော်တဲ့ဖះเจ้าစီလာဖို့နောက်ကျသွားတယ်တဲ့ဟုံးဆဲတော့လာမှာတဲ့ဒီညဘာတီးဝိုင်းနေဆိုကျွန်တော်က the tree band ဆရာဘေးနားမှာလူရှိတာတဲ့လူမရှိဘူးလူမရှိတက်တက်ပဲပြောတော့ the tree band ဒီဘာကြီးလုံးမနေတယ်တက်တက်ပဲပြောတော့ကျွန်တော်ကဘာပြောလဲဆန်ပြုတ်ဒီလေးဘာဆန်ပြုတ်လဲဝဆန်ပြုတ်ဝလူမျိုးတွေကိုစော်ကားတာမဟုတ်ဘူးသူတို့ကတော့အကောင်စားပဲရန်ကုန်မှာတော့ဆန်ပြုတ်ဆိုရင်ကျွန်တော်တို့ကလူပမာစားဆန်ပြုတ်လို့ပြောတဲ့အခါသူလည်းကျွန်တော်လူပဲသူကလည်းရန်ကုန်သားပဲဆိုတော့ဆရာတဲ့ကျွန်တော်ဖះเจ้าကိုလာပြီးပုံစဲတက်မဲ့လာရလန်းကနေပြီးတော့စုပ်ပြီးတော့ပြန်တော့မှာသူမကြိုက်ဘူးကဲခင်ဗျားတို့တောင်းမှာဒီအသင်းတော်မှာဖះရှိခိုးတဲ့အိမ်မှာ
အကျွေးမွေးအပေါ်မူတည်ပြီးတော့လူအတိုးအလျှော့ရှိတယ်ဟုတ်တယ်လားမဟုတ်တဲ့ပုံစံနဲ့မကြည့်နဲ့ကျွန်တော်ပြောပြမယ် ICY ဆိုရင်လေကြိတ်ကြိတ်တူပဲနေမကောင်းတာတော့မှဟောငါလူမှုရေးအရာလေတွားဖို့ရှိသေးတယ်မျက်နှာတော့နည်းနည်းပြရမှာပေါ့ ICY ဆိုတိပြီးဆိုလူတွေကတားလာတယ်ကဲနောက်ဆုံးပိုင်း the tree band ဆိုရင်ကျွန်တော်ဘယ်လိုလုပ်လဲငါသွေးပေါင်တက်တယ်ထင်တယ်စီးကြိုကလည်းခေါင်းကလည်းခက်နောက်နောက်ပဲတခါတည်းမသွားလဲရပါတယ်ခင်ဗျားတို့လုပ်ဘူးလားမလုပ်ဘူးတဲ့ပုံစံနဲ့မကြည့်နဲ့အိမ်ရှင်ရဲ့ချမ်းသာကြွယ်ဝမှုပေါ်မှာမူတည်ပြီးတော့လူအတိုးလျှော့ရှိတယ်တေချာတာကတော့အကောင်းသားကျွေးတဲ့အိမ်တွေကလူများတယ်အဲ့ဒါမဟုတ်ကိုစားပြီးဝါတော့ကြောက်တရှင်းတက်ရအောင်ဒါအတင်းတော်သားမှရှိတယ်နော်ခရိယန်ဖြစ်လို့အခွင့်အရေးလိုချင်တဲ့သူတွေဒါနှစ်ချင်းခံတဲ့သူတွေအများကြီးပဲမဟုတ်ကိုစား၍ဝါတော့ကြောက်အတင်းတော်တိုင်းမှာကြိတ်ကြိတ်တူဖြစ်တယ်အဲ့ဒါအစစ်ပြိတ္တမဟုတ်ဘူးဒါတတိယသွားကြည့်အောင်47ကနေ42အကြည့်အောင်ရဲ့ဖြစ်တယ်ကျွန်တော်တို့ချင်းနဲ့စာသားကဲ့ရဲ့ဖြစ်တယ်ကဲဒီပြိတ္တဟာသခင်ယေရှုမုန့်နဲ့ငါးကိုစားပြီးတာမစားရသေးဘူးလားစားပြီးတာမစားရသေးဘူးလားစားပြီးသခင်ယေရှုကျွေးတဲ့မုန့်နဲ့ငါးကိုစားပြီးသခင်ယေရှုပြဿနာချခရိယန်သင်းဦးဆရာတချို့နော်အမှုတော်ဆောင်ချုပ်အသင်းတော်လူကြီးတချို့ဖျားပေးတဲ့အသက်နဲ့အသက်ရှင်တဲ့အသင်းသားတချို့อ่ะဖျားပေးတဲ့အသက်နဲ့အသက်ရှင်ပြီးတော့ဖျားရဲ့အသင်းတော်သာသနာကိုခက်ခဲအောင်လုပ်တဲ့လူတွေအများကြီးပဲဘာသာတစ်ခုကပြက်တယ်ဆိုတာတခြားဘာသာကလာတိုက်ခိုက်လို့ဘယ်တော့မှမပြက်ဘူးကိုယ့်ဘာသာဝင်တွေဖြတ်မှပြက်တာဒီအုပ်စုက ICY ကဘိုက်ပြည့်ငြိမ်ငြိမ်လေးနေတယ်ဘာမှမပြောဘူးတော်သေးတယ်သခင်ခရစ်တော်ကျွေးတဲ့မုန့်နဲ့ငါးကိုစားပြီးသခင်ယေရှုကိုပြဿနာရှာတယ်အသင်းတော်တိုင်းမှာရှိတယ်အဲ့ဒီကတော့ပိုဆိုးသွားပြီဘိုက်ပြည့်လို့ငြိမ်တာပြဿနာမဟုတ်ဘူးပြဿနာကိုရည်ရွယ်ချက်ရှိရှာတဲ့သူတွေဟာစာတန်မာနပဲတရားပွဲတော့လာနေတယ်အုပ်စု၃စုကတယောက်တစ်မျိုးစီပဲနာမည်ကြီးဆရာကြီးလာရင်ဖခင်ကြောင့်ကြည့်တယ်ဒုတိယကျွန်တော်တို့အားလုံး ICY ဆိုကြိတ်ကြိတ်တူတယ်တတိယဘိုက်ပြည့်လည်းငြိမ်ငြိမ်မနေဘူးပြဿနာကိုရည်ရွယ်ချက်ရှိကဲ့ရဲ့ဖြစ်တယ်ဒီသခင်ယေရှုဆိုတာယောသန်နဲ့မာရိသားမဟုတ်လားငါတို့ငယ်တဲ့ကြီးတာတဲ့ခြာတိတ်လေးမဟုတ်လားကြီးကြီးကျယ်ကျယ်နဲ့ကောင်းကင်ကဆင်းသက်တဲ့မဟုတ်လို့ဘာလျှောက်ပြောနေတာလဲကဲ့ရဲ့ဖြစ်တယ်ကဲနောက်ဆုံးပြိတ္တယောဟန်ခန်းကြီး6ငွေ66ကနေ68ဖတ်ကြည့်အောင်လူ9000ပြိတ္တကြီးထဲမှာ12ယောက်ပဲကြံသခင်ခရစ်တော်ကဘယင်နေရာချိန်ရောက်တာလက်မခံတော့ပြိတ္တအားလုံးကဆုတ်ခွာသွားတယ်အဲ့မှာသခင်ယေရှုကတပည့်တော်12ပါးအောင်မေးမင်းတို့လည်းဆုတ်ခွာသွားရင်ရတယ်တဲ့ရှေ့မောပေထုကကျွန်တော်တို့တည်တဲ့အထိသခင်ခရစ်တော်ရဲ့တရားပဲလိုက်လျှောက်ပြိတ္တအစစ်အမှန်ဘယ်နှယောက်ပဲရှိတယ်12ယောက်အဲ့12ယောက်တော့တစ်ယောက်ပြုတ်သေးတယ်ဂျူဒရှ်ကာယု
ကဲခင်ဗျားတို့အားလုံးမြန်မာပြည်မှာကဘာမှာခရိယန်ဘာသာလို့ကိုယ့်အကူတတ်မှတ်ထားတယ်ခရိယန်သင်းဦးဆရာအမှုတော်ဆောင်လို့တတ်မှတ်ထားတဲ့လူတွေဟာသခင်ခရစ်တော်ကိုနောက်လိုက်တာဘလို့ပုံစံနဲ့လိုက်ကြတယ်သေချာတာကတော့လူနည်းစုပဲဖျားအတိအမှတ်ပြုတယ်ဘာဖြစ်လို့ပြုလာလဲတရားကိုလိုက်လျှောက်ကျင့်တော့အပြောနဲ့မဟုတ်ဝမ်းဖျားတွေမဟုတ်ခရိယန်ဖြစ်လို့ကြီးပွားချမ်းသာတိုးတက်မှာဘာသာရေးကိုလာတဲ့သူတွေမဟုတ်ဒီမှာတော့အုပ်စု၃စုရှိအစစ်အမှန်ပြိတ္တကလူနည်းစုအဲ့လူနည်းစုထဲမှာဒီနေ့ကျမ်းစာတင်တဲ့သူတွေလိုင်းပေါ်မှာနားထောင်နေတဲ့သူတွေပါအောင်အသက်ရှင်အောင်သခင်ခရစ်တော်အတိအမှတ်ပြုတဲ့ခရိယန်အစစ်ဖြစ်အောင်အသက်ရှင်အောင်ကဲသခင်ယေရှုအတိအမှတ်ပြုတဲ့ခရိယန်ကဘလို့အသက်ရှင်လဲနောက်ဆုံးကျမ်းစာတစ်ပိုက်ကိုဖတ်ပြီးတော့အဆုံးသတ်မယ်ပြီးရင်မေးစရာရှိတဲ့မေးခွန်းတွေမေးရအောင်နောက်ဆုံးကျမ်းစာကျွန်တော်တို့အစစ်ဖြစ်တဲ့ပြိတ္တကယောဟန်ခန်းကြီး8အငယ်31ဖတ်ကြည့်ရအောင်ယောဟန်ခန်းကြီး8အငယ်31ဒေသနာနဲ့တည်တဲ့လူမှာတပည့်အစစ်ဖြစ်တယ်ဒေသနာနဲ့မတည်ဘဲနဲ့သင်းဦးဆရာလုပ်နေတယ်တိတ်ခါရောဆရာလုပ်နေတယ်ဖျားလူကြီးလုပ်နေတယ်ဥက္ခရာလုပ်နေတယ်ဗန္နာရေးလုပ်နေတယ်ဘယ်တော့မှမစစ်ဘူးဒေသနာ၌တည်တယ်ဆိုတာဘာကိုပြောတာလဲခရစ်တော်ရဲ့တရားကိုနေ့စဉ်အသက်တာမှာလက်တွေ့လိုက်လျှောက်ကျင့်သုံးမှတပည့်အစစ်ဖြစ်မှာခရိယန်လောကမှာတပည့်အစစ်ဖြစ်တဲ့သူတွေအလွန်နည်းတယ်အဲ့နည်းတဲ့ထဲမှာကျွန်တော်တို့ပါအောင်အသက်ရှင်ရအောင်နောက်ဆုံးကျွန်တော်ဥပမာတစ်ခုပြောပြီးအဆုံးသတ်ရအောင်မိကွန်းလည်းမေးရအောင်ထောင်ထားတယ်ရေတက်ပြိတ္တကိုကျွန်တော်မေးချင်တယ်ဒီရေကတောက်ရင်ရေငတ်ပြေတယ်အားလုံးသဘောတူလားဒီရေကတောက်ရင်ရေငတ်ပြေမယ်အားလုံးသဘောတူတယ်ဆိုရင်ကျွန်တော်ကဘာဖြစ်လို့သိတာလဲဒီရေကတောက်ဖူးလို့ကျွန်တော်မပြောခင်တည်းကတောက်ဖူးတဲ့အတွေ့အကြုံရှိထားလို့ခင်ဗျားတို့ဖြေတာမှန်တယ်ဒါပေမဲ့ဒီရေကဘလောက်တောက်ရေငတ်ပြေမယ်လို့ဘလောက်တိကိုယ်တိုင်ကပါဇက်ထဲမထဲ့တဲ့၍ဘယ်တော့မှရေငတ်မပြေကျွန်တော်တရားဟောချက်တစ်ပုဒ်ရေးထားတယ်လူ၄ယောက်မြန်မာပြည်မှာပဲခရီးတစ်ခုပြုတယ်သူတို့ပါလာတဲ့ရိတ်ခါတွေကုန်ပြီရေလဲကုန်ပြီခေါင်းဆောင်ကဘုရားသခင်ရေအသက်1မိနစ်ဒီ1မိနစ်လုံးမှာရေမတွေ့ငါတို့သေမှာရေတွေ့တဲ့နေရာကိုလမ်းညွှန်ပေးပါသူတို့3နိုင်လောက်လမ်းလျှောက်တော့မြန်မာပြည်ရဲ့ traditional ရေအိုးစင်လေးရှိတယ်ဇရက်လေးရှိအားလုံးတွေ့ရပြီးရေအိုးစင်ဝမ်းသာလိုက်တာငါတို့ဘုရားသခင်တော်ကြီးမြတ်မတဲ့အသေးခွင့်မပေးတော့ဘူးရေအိုးသွားခတ်လိုက်တစ်ခွက်ပဲရှေ့ကခရီးသွားတွေကတောက်လိုက်တာကုန်ပြီမှောက်တယ်တစ်ခွက်ပဲခေါင်းဆောင်ကငါတို့ကလူ၄ယောက်ရေကတစ်ခွက်ပဲချက်ချင်းမတောက်နဲ့ဇရက်ပေါ်တက်အဲ့ရေတစ်ခွက်ကိုအလယ်မှာထားငါတို့ဝိုင်းထိုင်အောင်အမောဖြေနေတဲ့အချိန်မှာရေရဲ့အဓိပ္ပာယ် definition ကိုတယောက်တစ်မျိုးပြောငါတို့2မျိုးပြောမယ်ငါကခေါင်းဆောင်ဖြစ်တော့ကဲခေါင်းဆောင်အစပြောရေဆိုတာတဲ့မင်းတို့မသိမှတ်ထားH2O ဓာတ်တွေနဲ့ဖွဲ့တာငါရန်ကုန်ကက်မစထရီမှာရန်ကုန်တက္ကသိုလ်မှာကက်မစထရီနဲ့ကြောင်းပြီးတဲ့အတွက်ဓာတ်နဲ့ဖွဲ့ထားတာငါကမင်းတို့ထက်အင်္ဂလိပ်စကားလည်းပိုတတ်တယ်ရေဆိုတာ H2O နောက်တစ်မျိုးကတော့ water ကဲဒုတိယတစ်ယောက်ပြောဒုတိယတစ်ယောက်ကရင်လူမျိုးဒါပေမဲ့ तू က၄တန်းအောင်မအောင် तू ကလေသမား तू ကလည်းမင်းတို့တေချာမှတ်ထား3ယောက်ငါကကရင်လူမျိုးသူ့လိုပညာမတတ်ဘူးဒါပေမဲ့ငါရဲ့ definition ကရေဆိုတာထီးကရင်လူမျိုးတွေကထီးလို့ခေါ်တယ်မင်းတို့ကရင်နဲ့တွေ့ရင်ရေတောက်လို့ရတယ်မှတ်ထားနော်တတရတယောက်ရှေ့ရ2ယောက်ပြောတာမှန်တယ်တဲ့မထီးရောက်ဘူးမပြည့်စုံဘူးတဲ့ဟာဘာဖြစ်လို့မင်းအဲ့လိုပြောတာလဲဆရာပြောတဲ့ water တို့ H2O တို့ကနိုင်ငံခြားမှာသွားပြောမြန်မာပြည်မှာလေအင်္ဂလိပ်လိုအကုန်လုံးမတတ်ဒုတိယတငယ်ချင်းကရင်နဲ့မင်းပြောတဲ့ထီးဟာ
မြန်မာတပြည်လုံးကကရင်တွေရှိတာမဟုတ်ချင်းလည်းရှိတယ်ကချင်လည်းရှိတယ်ဝလည်းရှိတယ်နာခလည်းရှိတယ်ဒါတော့မင်းစကားကကရင်နဲ့မှအလုပ်ဖြစ်ပါငါရဲ့ definition ကတေချာမှတ်ထားငါပြောတဲ့အတိတ်ပဲဟာအမှန်လဲမှန်တယ်ထိတယ်ထိရောက်ပြောပါမင်းစကားကြီးမရှိနဲ့ခေါင်းဆောင်တွေ့ထူရကောက်ကြီးရည်တယ်ကရင်လည်းနားလေတယ်ကချင်လည်းနားတယ်ချင်းလည်းနားတယ်ငါ definition ကမှန်လဲမှန်တယ်ထိတယ်ထိရောက်တယ်ကဲနောက်ဆုံးတစ်ယောက်ဒုက္ခရောက်ဆရာကျွန်တော်လေဆရာတို့ရှေ့မှာပြောမဲ့ဥစ္စာစဉ်းစားထားတာဆရာတို့ပြောလိုက်ပြီလေကျွန်တော်ပြောမတတ်တော့ဘူးမရဘူးမင်းတစ်ခုတော့ပြောမင်းအခွင့်အရေးမှားမှန်ပြောနောက်တစ်ချိန်ကြံရမရဘူးနောက်ဆုံးကရှေ့မှာရှိတဲ့ရေခွက်ကိုယူပြီးတော့တဲ့၃ယောက်ရှေ့မှာမော့တောက်ချလိုက်၃ယောက်လုံးကအကြီးကျယ်ဒေါသထွက်အားလုံးရင်ငတ်နေတာမင်းဘာဖြစ်လို့တကူကောင်းဆံပြီးတောက်လိုက်တယ်သူပြောတဲ့စကားနားထောင်ကြည့်ရရေဆိုတာတငယ်ချင်းတို့တောက်ဖို့ပဲအိတ်ထူကိုလည်းမဟုတ်ဘူးဝါထာလည်းမဟုတ်ဘူးထီလည်းမဟုတ်ရေလည်းမဟုတ်ရေဆိုတာတောက်ဖို့ပဲဒီနေ့တမနဲ့ကျမ်းစာတက်လူ၄ယောက်ဆိုတာဘာသာ၄ခုကမ္ဘာမှာဘာသာကြီး၄ခုရှိတယ်ခရစ်ယာန်ဘာသာဗုဒ္ဓဘာသာတဲ့ပိုကောင်းတယ်မွတ်စလင်တဲ့ပိုကောင်းတယ်အိန္ဒူတဲ့ပိုကောင်းတယ်အဲ့လိုသာသနာပြုတဲ့ဤဟာပြိပက္ခတွေကိုပွဲဆူအောင်လုပ်တာပဲဖြစ်တယ်အဲ့လိုမျိုးမလုပ်ပါနဲ့ခမားကခရစ်ယာန်ဖြစ်တယ်ဆိုရင်ခရစ်တော်တရားကိုလိုက်လျှောက်ရင်းနဲ့ခမားပြတဲ့သခင်ယေရှုကိုလူများကြည်ညိုလေးစားအောင်လှုပ်ဆောင်ခြင်းတည်တာလေအကောင်းဆုံးသာသနာပြုခြင်းလူများဘာသာတရားကိုစော်ကားမော်ကားပြီး line ပေါ်မှာပြောတဲ့အဆင့်ဟာပွဲဆူအောင်လုပ်တာဒါပေမဲ့ဒီမှာရှိတဲ့သူတွေအားလုံးခရစ်ယာန်ဘာသာဝင်တွေအားလုံးခရစ်တော်ချမှတ်ထားတဲ့တရားကိုလိုက်လျှောက်ရင်းနဲ့ကိုပြတဲ့သခင်ယေရှုဟာလူများကြည်ညိုလေးစားလောက်ပြသရင်းနဲ့ကောင်းတဲ့ပုံသက်တွေနဲ့ယေရှုဟာတောက်ဖို့ပဲဖြစ်ရအောင်နှုတ်ကပတ်တော်ဆိုတာလိုက်လျှောက်ကျင့်သုံးခြင်းအဖြစ်2026ခုနှစ်နောက်ဆုံးသောရက် report တင်ရင်2025ခုနှစ် result ထက်ပိုကောင်းအောင်တင်နိုင်သောဓမ္မပရိသတ်များဖြစ်ဖို့ဒီနေ့မနေ့မေတ္တာအားဖြင့်အားပေးဖော်ပြရည်နဲ့နိဂုံချုပ်ပါတယ်။ခေါင်းစဉ်၃ခုပေးပါတယ်။ပထမတစ်ခုကတော့ဖျားသခင်နဲ့အတူသွားလာတော်သူများဒုတိယတစ်ခုကနှုတ်ကပတ်တော်အတိုင်းအသက်ရှင်တဲ့ဖိလမုန်ရဲ့ဇက်ကောင်၃ယောက်နံပါတ်3သခင်ယေရှုရဲ့ပြဿနာစီမံခန့်ခွဲခြင်းဒီအချက်၃ချက်ကိုတစ်နှစ်လုံးလိုက်လျှောက်ပါနှစ်ဟောင်းကုန်လို့နှစ်တည့်ရောက်ရင်ကုတ်ချောင်းနဲ့စာမရတဲ့အကြောင်းသားတို့မဖြစ်ပါစေနဲ့ဂုံတူးထွက်နိုင်သောသူများဖြစ်ဖို့ဖျားချမှတ်ထားတဲ့နှုတ်ကပတ်တော်တရားစကားအစ်စ်တွေကိုကိုယ်စွမ်းရှိသလောက်ဉာဏ်စွမ်းရှိသလောက်လိုက်လျှောက်ကျင့်သုံးနိုင်တဲ့သင်းဦးဆရာများအမှုတော်ဆောင်များအသင်းသူအသင်းသားများဓမ္မပရိသတ်များဖြစ်ကြပါစို့လို့အားပေးဝေများဖော်ပြရင်းနဲ့ဒီကုံချုပ်ပါတယ်အရောက်ရှိတိုင်းပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေမေးရရှိ